သာသနာနှစ်2554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်ရာသူလပြည့်ကျော်4ရက်ခရစ်နှစ်2011ခုနှစ်ဇန်နဝါရီလ23ရက်ကျမတို့အစစ်မြင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုမွမ်းမံသင်တန်းရဲ့ဒုတိယမြောက်နေ့ဖြစ်ပါပြီအဲ့တော့အခုကျမတို့မနေ့တုန်းကကျေးဇူးတော်ရှင်မြတ်စွာဘုရားရဲ့နော်ဗုဒ္ဓဝေကိုလေ့လာနေတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့လေ့လာဖို့ဖြစ်ပါတယ်မနေ့တော့အခုကျမတို့လေ့လာတဲ့နေရာမှာကျမတို့ဗုဒ္ဓဝေအကျဉ်းမှတ်စုစာအုပ်ကစာမျက်နှာ3မှာအခုကျမတို့စာမျက်နှာ2ပေါ့နော်စာမျက်နှာ2မှာနံပါတ်8အပိုက်ထို့အပြင်အလွန်စွန့်နိုင်ခဲ့စွာသောဆိုပြီးတော့ဒီနေရာမှာဒနပရိစ္ဆာကပုဒ္ဒပရိစ္ဆာကပရိယပရိစ္ဆာကအင်္ဂပရိစ္ဆာကနဲ့ဇီဝိတပရိစ္ဆာကဆိုတဲ့စွန့်ခြင်းကြီး5ပါးเนาะစွန့်ခြင်းကြီး5ပါးဒီအသုံးနှုန်းလေးတွေသိထားဖို့လိုပါတယ်စာကဆိုတာစွန့်တယ်အဲ့ဒီမှာမှလွတ်လွတ်စွန့်တာကိုပြောချင်တဲ့အတွက်ပရိစ္ဆာကဒါစလုံးပေါင်းကအစကိုကသင်ကြားပေးမယ်ဆရာဆရာမများကလည်းသိရမယ်စာကဆိုတာစွန့်လွတ်ခြင်းစာကနဲ့ဒါနမတူလားလို့ပြောရင်ဓမ္မမိတ်ဆွေများတူတရားရှိတော်လဲကွဲပြားမှုရှိတယ်ဒါနဆိုတာပေးကမ်းတယ်စွန့်ကြဲတယ်လှူဒန်းတယ်အဲ့ဒီပေးကမ်းစွန့်ကြဲလှူဒန်းတဲ့နေရာမှာဓမ္မမိတ်ဆွေတို့နောက်ပိုင်းနေကြရင်သိရမယ်လှူဝဲဝိတ္ထုတွေကိုပေးကမ်းစွန့်ကြဲလှူဒန်းတာကိုဝတ္ထုဒါနလို့ကျမတို့သုံးတယ်ဝတ္ထုဒါနတခါလှူလို့တဲ့စေတနာအနေနဲ့ရှိတာကိုတော့စေတနာဒါနရေလို့ဒါနဆိုတာဒီ2မျိုးရှိတယ်ဝတ္ထုဒါနရဲ့စေတနာဒါနရဲ့2ခုရှိတယ်အဲ့တော့ဒါနရဲ့အဓိပ္ပာယ်ဒါနပါရမီထဲမှာပါနေတဲ့ဒါနရဲ့အဓိပ္ပာယ်ကကိုနဲ့ဒန်းတူဆိုလို့ရှိရင်ကိုတဲ့မြင့်တဲ့ပုံကိုများကြရင်လှူဒန်းတယ်ကိုနဲ့ဒန်းတူကြရင်ပေးကမ်းတယ်ကိုအောင်နှိမ့်တဲ့ပုံကိုများကြတော့စွန့်ကြဲတယ်ဆိုပြီးတော့သင်ခဲ့ဘူးပါတယ်ဒါနရဲ့အဓိပ္ပာယ်ကစွန့်ကြဲပေးကမ်းလှူဒန်းခြင်းเนาะဒါမှမဟုတ်ရင်လှူဒန်းပေးကမ်းစွန့်ကြဲခြင်းဒီဒါနအဲ့ဒီဒါနမှာမှနှစ်စားထပ်ကွဲတာကဝတ္ထုဒါနနဲ့စေတနာဒါနဝတ္ထုဒါနဆိုတဲ့အတွက်လှူပွဲဝတ္ထုတွေကိုပေးကမ်းစွန့်ကြဲလှူဒန်းတယ်စေတနာဒါနကြတော့လှူလိုသောစိတ်စေတနာเนาะလှူလိုတဲ့စိတ်စေတနာမှာဝတ္ထုဒါနသည်ဘယ်သူတွေရရှိသွားလဲဆိုရင်အလှူခံပုဂ္ဂိုလ်များရရှိတာကဝတ္ထုဒါနအလှူရှင်ပုဂ္ဂိုလ်မှာ2မျိုးရှိမယ်ဝတ္ထုဒါနရဲ့စေတနာဒါနရဲ့2ခုရှိတာဒါအလှူရှင်ဘက်ကဒါနတစ်ခုကိုပြုတော့မယ်ဆိုရင်အလှူရှင်ဘက်မှာဒါနသည်2စားလာဖြစ်တယ်မိမိမှာရှိတဲ့ဝိထုပစ္စည်းတွေကိုပေးကမ်းစွန့်ကြဲလှူဒန်းတာကြတော့ဘသူကရရှိသွားလဲဆိုရင်အလှူဒန်းပုဂ္ဂိုလ်အားရရှိသွားတယ်တခါအလှူရှင်ပုဂ္ဂိုလ်မှာလှူလိုသောစေတနာရှိလာတယ်လှူလိုသောစေတနာမှာ2စားထပ်ကွဲတယ်ပုပ္ပစေတနာမလှူခင်ကြိုတင်ပြီးတော့လှူမယ်ဆိုပြီးဖြစ်နေတာကိုပုပ္ပစေတနာအလှူခံပုဂ္ဂိုလ်ရဲ့လက်ထဲကိုလက်ရောက်လှူဒန်းတာကြရင်မုံစစေတနာလှူပြီးတော့လှူလိုက်တဲ့အပေါ်မှာဝမ်းမြောက်နေရင်တော့ဒါကိုအပရစေတနာရေလို့စေတနာ3တန်ဒီရှိတယ်အဲ့ဒီစေတနာ3တန်လုံးဒီဘသူတန်တန်မှာဖြစ်ပြီးတော့ဘသူရရှိသွားလဲဆိုရင်အလှူရှင်ပုဂ္ဂိုလ်ရရှိတာဒါဆိုရင်ဒါနပြုတယ်ဆိုတာအရက်စကားနဲ့ပြောရင်ပေးလိုက်တာပေါ့ပေးလိုက်တယ်ဆိုတဲ့နေရာမှာပစ္စည်းဝတ္ထုပေးလိုက်တဲ့ပစ္စည်းဝတ္ထုလှူပွဲဝတ္ထုများကတော့အလှူခံပုဂ္ဂိုလ်ရရှိပြီးတော့အဲ့ဒီလှူပွဲဝတ္ထုတွေကိုအလှူခံပုဂ္ဂိုလ်လက်ထဲကိုလှူလိုသောစေတနာများကတော့အလှူရှင်ပုဂ္ဂိုလ်ကရရှိသွားတယ်ဒါကိုသိနေရမယ်တချို့ကပေးလိုက်ရင်ကုန်သွားတယ်လို့ထင်တတ်တယ်တကယ်တော့ပေးလိုက်ရင်ကုန်တရားဖြစ်သွားတာကဝတ္ထုဒါနပြန်ရရှိသွားတာကုန်ခြင်းရဲ့နောက်ွယ်မှာလွတ်လွတ်စွန့်တဲ့စေတနာထက်ရင်ထက်တလောက်ကအလှူရှင်ပုဂ္ဂိုလ်ဟာရနေတယ်လို့သိရမယ်ဒါကြောင့်အဘိဓမ္မာတရားတွေမှာပါထားတဲ့ဝတ္ထုဒါနဆိုတာပစ္စည်းဝတ္ထုတွေဖြစ်တဲ့အတွက်ဒီဝတ္ထုဒါနတွေမှာအစင်းနဲ့ပတ်သက်တာပါမယ်
အတန်အနံ့အရသာအစရှိသည်ဖြင့်ဒီဝိထုဒါနများသည်အလူခံပုဂ္ဂိုလ်ရရှိတဲ့နေရာမှာကျမတို့ယဟန်တန်ဃာများကြရင်တော့စွမ်းသင်္ကန်းကြောင်းစေပေါ့စသည်ဖြင့်ဒါနဲ့ဆက်ဆက်နေတာအဲ့ဒါကအလူခံပုဂ္ဂိုလ်သည်ဒီပစ္စည်းဝိထုတွေမပြည့်စည်မချင်းတော့သူတို့သုံးဆွဲခွင့်ရသွားတယ်နော်ဒါသဘောပေါက်ရမယ်အဲ့ဒီမှာမှနောက်ပိုင်းနေအသေးစိတ်ဒါပါရမီကျင့်စဉ်သင်တန်းတို့ဘာလို့ကြရင်ဒါနနဲ့ပတ်သက်ပြီးအသေးစိတ်တွေသင်တဲ့အချိန်ကျရင်တော့ဒါတွေထည့်ပြောခွင့်ရတယ်ပေါ့နော်အခုလောလောဆယ်တော့အကြံဉာဏ်ပဲကျမတို့သိဖို့လိုတယ်အဲ့ဒီတော့အဲ့ဒီဝိထုဒါနတွေမှာမှမပြတ်မစည်းပဲတည်နေတဲ့ထာဝရဝိထုတွေလည်းရှိမှာပေါ့အကြောင်းတို့ဘာလို့ဆိုရင်ပို့ခိုင်ငန်းတာပေါ့စွမ်းဆိုရင်တော့ဟလာမိမိရဲ့ခန္ဓာမှာတည်ရှိနေပြီးတော့နောက်ဆုံးစွန့်ထုတ်ပြီးသွားရင်ဒီစွမ်းနဲ့ပတ်သက်တဲ့ဟာပြီးသွားပြီပေါ့နော်ဒါနောက်တစ်ခုသင်္ကန်းဆိုရင်တော့ဒီအဝတ်အစားတွေဒီသင်္ကန်းတွေမပြတ်မစည်းမချင်းဒါရနိုင်မယ်ပေါ့ဒါဒီအလူခံပုဂ္ဂိုလ်ရလိုက်တာဒါပဲဒါပေမဲ့အလူရှင်ပုဂ္ဂိုလ်မှာထားရှိတဲ့မလူခင်တည်းကကြိုတင်ဖြစ်နေတဲ့ပုပ္ပစေတနာလှူဒန်းစဲမှာဖြစ်နေတဲ့မုံစစေတနာလှူပြီးတော့အပရစေတနာဆိုတဲ့စေတနာဆိုတာစေတသိက်ဆိုတာစိတ်မှာရှင်တဲ့အတွက်ဒီစေတနာစေတသိက်သည်ဒါနပြုနေတဲ့အချိန်မှာကုသိုလ်စိတ်တွေမှာရှင်နေတယ်ပေါ့ကုသိုလ်စိတ်မှာရှင်နေတဲ့အတွက်ကုသိုလ်စိတ်ဆိုတာဖြစ်ပြီးဆိုရင်ခုနှစ်ကြိမ်ဇက်တိုက်ဖြစ်တတ်တဲ့သဘောပြီးဒီမှာသင်ထားတဲ့သူဆိုတာဇောတွေဖြစ်နေတဲ့အတွက်ပထမဇောဆိုရင်ဒီဘဝနဲ့သက်ဆိုင်နေတတမဇောခုနှစ်ခုမြောက်ဇောကြတော့ဒုတိယဘဝနဲ့ဆိုင်ပြီးတော့အလယ်ဇော၅ချက်ကတော့တတိယဘဝကနေနိဗ္ဗာန်များမီစัจ जा ဆိုင်နေတာဖြစ်တဲ့အတွက်ဒီအလူခံအလူရှင်ပုဂ္ဂိုလ်ရလိုက်တဲ့စေတနာဒါနသည်နိဗ္ဗာန်မရောက်မချင်းအကျိုးပေးတယ်ဆိုတဲ့ idea ဝင်သွားရအဲ့ဒီမှာမှလှူလိုသောစေတနာရဲ့ထက်သန်မှုဆိုတာဒီအဲ့ဒီပုဂ္ဂိုလ်အလူရှင်ပုဂ္ဂိုလ်ထားရှိတဲ့ဉာဏ်နဲ့ရှင်မှုဉာဏ်နဲ့မရှင်မှုတွေပေါ်မှာလဲကွဲပြားမှုရှိလိမ့်မယ်သူများတိုက်တွန်းလို့လှူလိုက်တာကိုယ်တိုင်ပင်ကိုယ်ကလှူတာစသည်ဖြင့်အသင်္ခါရိကသသင်္ခါရိကဉာဏ်နဲ့ရှင်တော့ညာနာတံပြုတ်ဉာဏ်နဲ့မရှင်တော့ညာနာဝိပြုတ်စသည်ဖြင့်ဒီစေတနာဒါနသည်မိမိတို့ရဲ့သိရှိလေ့လာထားမှုဘုဒ္ဓအဘောမှာအကြအမြင်ဘုဒ္ဓအဘောမှာအဲ့ဒီဘောမှာမူတည်ပြီးတော့နှလုံးသွင်းမှန်မှုမမှန်မှုဘောမှာမူတည်ပြီးတော့စေတနာဒါနသည်အကျိုးနှိမ့်နာတယ်အကျိုးများတာရေကွာလိမ့်မယ်ဒါကြောင့်ဝိထုဒါနအများကြီးလှူနေတော်လဲစေတနာဒါနနှုတ်နေခဲ့မယ်ဆိုအကျိုးပေးရညံဖြစ်တဲ့အတွက်ညောင်ပင်ကြီးလောက်လှူတော်လဲဟလာညောင်စေးလောက်ပဲရတယ်လို့ပြောလေးရှိတယ်ဝိထုဒါနကရေလေးတစ်ခွက်စီမီလေးတစ်တိုင်းပန်းလေးတစ်ပွင့်ပဲဖြစ်ပါအောင်တော့နောက်ဆုံးအလူခံပုဂ္ဂိုလ်ကအနှိမ့်ဆုံးဖြစ်တဲ့တရိစ္ဆာန်ပဲဖြစ်နေအောင်တော့ခွေးတကောင်လေးပဲဖြစ်နေအောင်တော့ကိုစားပြီးသားကိုမှမရှိတော့တဲ့အတွက်ကိုစားပြီးသားသမင်းကိုပဲပြန်အံပြီးတော့ကျွေးတာဖြစ်စေဝိထုဒါနယုံနှိမ့်ခြင်းယုံနှိမ့်မယ်အလူခံပုဂ္ဂိုလ်ကလည်းယုံနှိမ့်ခြင်းယုံနှိမ့်မယ်သို့တော်စေတနာတိတ်ထက်တန်နေရင်ညောင်စေးလောက်လှူတော်လဲညောင်ပင်ကြီးလောက်အကျိုးရတယ်ဆိုတဲ့အတွက်လှူရင်ကုန်တာပဲလို့တန်မှန်ပြောကြတာဒီမဟုတ်ပါဘူးလှူရင်မကုန်ပါဘူးလှူတာဟာယူတာပါပဲဆိုပြီးတော့ဆရာတော်ဘုရားကြီးတွေသွန်သင်တဲ့အတန်းလှူခြင်းဒီပြန်ရလားမရဘူးလားဆိုဘာတွေပြန်ယူလဲဆိုရင်စေတနာဒါနအဲ့ဒီမှာလွတ်ကလေးဘာအကျိုးမှမမျှော်ဘဲနဲ့လူစည်းစိမ်နဲ့စည်းစိမ်တွေတောင်းတာပြီးလှူတာမျိုးလည်းမဟုတ်တော့ဘူးအလူခံပုဂ္ဂိုလ်ချမ်းသာပါစေဆိုတဲ့စေတနာလေးတစ်ခုကိုရှေ့တန်းတင်ပြီးတော့မိမိကိုယ်ကျိုးမမျှော်ဘဲနဲ့ဒီပစ္စည်းဝိထုပေါ်မှာလဲညှိတွယ်ခြင်းမရှိပဲလွတ်လှူလိုက်တဲ့အခါကျရင်စေတနာဒါနရဲ့နှလုံးသွင်းမှုထက်သန်မှုပေါ်မူတည်ပြီးတော့ဒီဒါနကိုစာဂလို့သုံးသွားပြီဟုတ်ပါလားဒါကြောင့်ဒါနနဲ့စာဂဆိုတာတူတယ်လို့ရှိပေမဲ့ကွဲပြားမှုရှိတယ်ဆိုတာသိစေချင်ဒါကြောင့်စာဂခေါ်တာဒီဝတ္ထုပေါ်မှာညှိတွယ်ခြင်းမရှိဘာတွေနဲ့မညှိတွယ်ရဘူးလဲဆိုရင်လောဘဆိုတဲ့တက်မဲ့မှုပဲလေညှိတွယ်ခြင်းမရှိကိုဒီပစ္စည်းဝတ္ထုကိုမပေးမလူနိုင်လောက်အောင်ကိုတယောက်တည်းပဲသုံးခြင်းနဲ့ဘယ်သူနဲ့မှမဆက်ဆံခြင်းဆိုတဲ့မစ္စရိယဒီတရားစိုးတွေကနေပြီးတော့ကင်းကွာပြီးတော့လွတ်ဆိုတာဘာတွေကလွတ်တာလဲဆိုလောဘကလည်းလွတ်တယ်မစ္စရိယကလည်းလွတ်တယ်လွတ်လှူတာကြရင်တော့စာဂလို့သုံးသွားတယ်ဒါသဘောပေါက်ရမယ်ဒါကြောင့်အဲ့ဒီစာဂကိုသာလေအဖန်ပန်အထက်ထက်ပြန်လဲအောင်းမေ့ပြီးတော့တတိရရင်ဒီဒါနကုသိုလ်ကနေဘာဝနာကုသိုလ်ပြောင်းသွားတယ်အဲ့ဒီအချိန်မှာစိတ်တန်တန်မှာဒါတွေစင်ကြယ်သွားတဲ့အတွက်ကြောင့်အဲ့ဒါကိုစာဂနုဒ္ဒတိမှာ
ဘာဝနာလို့ခေါင်းစဉ်တက်တဲ့နေရာမှာစိတ်စင်ကြယ်ရာစင်ကြယ်ကြောင်းဘာဝနာဖြစ်တဲ့အတွက်ကြောင့်သမထဘာဝနာ40ထဲမှာစာဂာနုဒ္ဒတိဘာဝနာပါမပါအဲ့ဒီလိုဓမ္မမိတ်ဆွေတို့သင်ပြီးသားအဘိဓမ္မာအထိဒီကာအထိဝိသုဒ္ဓိမဲ့အထိသင်တဲ့ပုဂ္ဂိုလ်များဒါ apply ပြန်လုပ်သင်တဲ့အပိုင်းဒါကတော့သင်ပေးတဲ့အချိန်မှာတော့ဒီလောက်ထိပေးလို့မရဘူးပေါ့ကလေးတွေသင်မယ်ဆိုဒီထိပြောစရာမလိုဘူးလူရွယ်လေးသင်္ကန်းစမှာပြောရင်လည်းဒီလောက်ပြောစရာမလိုဘူးလူကြီးတွေလည်းဒီတိုင်းပဲဒါပေမဲ့သိပြီးသားအချိန်ကြရင်တော့ဓမ္မမိတ်ဆွေတို့တွေဒါရိတ်ခါပါဒါကိုသိထားရမယ်ကို apply ပြန်လုပ်ဖို့ဒါကျွန်မအခုပြောသွားတဲ့နေရာမှာကိုရသွားမယ်အပိုင်းကိုပေးရတဲ့အခါကြရင်တော့ပေးတဲ့နေရာကြရင်တော့သင်ယူတဲ့သူတွေရဲ့အနေအထားကိုကြည့်ပြီးတော့စာသင်တဲ့နေရာမှာကျွန်မတို့ဟလာအစအစာကျွေးနည်းဥပမာနားထွေးနည်းဥပမာဆိုပြီးရှေ့ဆရာတော်ကြီးတွေချခဲ့တယ်ဟုတ်တယ်နော်ဒါကြောင့်ခုသင်္ဃာစပုဂ္ဂိုလ်များကြလို့ရှိရင်တော့ဒီလောက်သေးစိတ်ပြောစရာမလိုဘူးဒါပေမဲ့ဓမ္မမိတ်ဆွေတို့ဒီနေ့သင်တာကမွန်းမှန်သင်တန်းဖြစ်နေတဲ့အတွက်ဒါကဆရာများဘက်မှာသိထားရမယ်ရိတ်ခါတနည်းအားဖြင့်ဒါသည်သွားရမယ်ကျင့်စဉ်လမ်းပဲဒါလေးသိရမယ်ဒါကြောင့်အဲ့ဒီစာကမှာမှလွတ်လွတ်ကိုစွတ်နေဆိုရင်တော့ဒီစာကရဲ့အရှိမပရိလေးပါပေါင်းလိုက်တဲ့အတွက်ပေါင်းလိုက်တော့စာလုံးကိုနှလုံးဆင်းလိုက်တော့ပရိစ္ဆာကဆိုတာလွတ်လွတ်ကိုစွန့်တာစာကလွတ်တာပဲဟုတ်တယ်နော်စွန့်လွတ်လိုက်တဲ့နေရာမှာလွတ်လွတ်ကိုစွန့်နေဆိုတာဘာမှလောဘဘက်မှာကိုယ့်အတွက်လောဘလည်းမရှိရအောင်ကိုယ်နဲ့ပတ်သက်တဲ့ဒီပစ္စည်းဥစ္စာတွေအဲ့ဒီမှာဝတ္ထုဒီမှာတမဲ့ဝတ္ထုတွေလည်းပါမှာပေါ့တမဲ့ဝတ္ထုဘာဟိရတွေလည်းပါမယ်တက်ရှိကိုနဲ့မဆိုင်နဲ့တက်ရှိဝတ္ထုတွေရောမပါဘူးလားပါထားတယ်အဲ့ဒါတွေနဲ့ပတ်သက်၍တော့၎င်းအစ္ဆဒမိမိနဲ့ဆိုင်တဲ့လက်ချေအင်္ဂါအသွေးသားနဲ့ပတ်သက်၍တော့၎င်းမိမိအသက်တိုင်အောင်တော့ဒါတွေအကုန်လုံးဒီဝတ္ထုဌာနထဲမှာပါတယ်အဲ့ဒါတွေပေါ်မှာဘာမှငဲ့ကွက်ခြင်းမရှိတော့ဘဲနဲ့လွတ်လွတ်ကိုစွန့်လိုက်နိုင်ရင်တော့အဲ့ဒါဒီပရိစ္ဆာကအဲ့ဒီမှာမှဝတ္ထုဒါနထဲမှာလဲတက်မဲ့ဝတ္ထုတွေထဲမှာလဲနည်းနည်းပါးပါးမဟုတ်ဘဲနဲ့ထီးနှံစည်းစိမ်ကြီးတွေထိကြီးကြီးကျယ်ကျယ်ကြီးတွေအထိလှဲ့ကိုမကြည့်တော့ဘူးထွေးပြီးသားသတွေးပေါက်ကိုပြန်မမျိုးသလိုပဲဒီသတွေးပေါက်ပမာငှက်ွက်ခြင်းမရှိဘဲနဲ့လွတ်လွတ်ကြီးကိုထီးနှံစည်းစိမ်အထိအကြီးအကျယ်လှူနိုင်ရင်တော့စည်းစိမ်ဥစ္စာတွေတက်မဲ့စည်းစိမ်ဥစ္စာတွေကိုတော့ဒါကိုဒဏလို့သုံးပြီးတော့ဒါနဲ့လွတ်လွတ်စွန့်နာကြရင်ဒဏပရိစ္ဆာကစလုံးပေါင်းကအစာကျက်ရမယ်အပိုင်းနဲ့သိရမယ်အပိုင်းကိုကကလေးတွေကိုလူရွယ်တွေကိုပြန်သိရင်လဲဒါတွေကစာမေးပွဲမေးခွန်းအနေနဲ့ကျမတို့ကမှတ်မိစေခြင်းတော့ထည့်ထုတ်ရတဲ့အပိုင်းလေးပဲဟုတ်ပြီနော်ဒါသည်ဒဏပရိစ္ဆာကတခါတက်မဲ့ကနေပြီးတော့တက်ရှိဖြစ်လာတယ်တက်ရှိမိမိနဲ့မဆက်တော့တဲ့သူတပါးဒါကိုဘာဟိရကတနည်းအားဖြင့်အဘိဓမ္မာသုံးနဲ့သုံးရင်ဗဟိတတွေပေါ့ဒါဆိုရင်ကိုကလွဲတဲ့ဟလာတက်ရှိတွေရောတက်မဲ့တွေကိုဗဟိတတန်တန်လို့ကျမတို့သုံးကြတယ်ပေါ့တက်အဲ့ဗဟိတတန်တန်ကိုပဲဒီမှာဘာဟိရကလို့ကျမတို့ကသုံးသွားတယ်ဟုတ်ပြီနော်အတူတူပဲဒါဆိုရင်ဒီဗဟိတတန်တန်ဖြစ်တဲ့ဒါကတမဲ့နောက်တစ်ခုတက်ရှိကိုကလွဲတဲ့သူတစ်ပါးဖြစ်တဲ့အတွက်ကိုရင်ကဖွာထားတဲ့သားသမီးတွေကိုလည်းငဲ့ကွက်ခြင်းမရှိလွတ်လွတ်လှူလာနိုင်နေဆိုတာတော့ကျမတို့ဒီဆိုရင်တော့ဒါခက်လာတဲ့အပိုင်းဖြစ်လာပြီဟုတ်ပြီနော်ကိုသားသမီးနဲ့မချာအင်မတန်ချစ်ခင်နဲ့ကြောင်လေးတွေခွေးလေးတွေတောင်မှကျမတို့မလွတ်နိုင်တော့နော်တရားအလောင်းသူတော်ကောင်းကြီးတွေကတော့ကိုရင်ကဖွာတဲ့သားသမီးကိုဒီပုဂ္ဂိုလ်ကကောင်းကောင်းမွန်မွန်ကျွေးမွေးခြင်းပါတယ်ဆိုပြီးတော့လာအလှခံတာမဟုတ်ဘဲနဲ့အခိုင်အစေအဖြစ်ကျွန်အဖြစ်ခိုင်းစေခြင်းပါတယ်လို့လာလူခံရင်တောင်မှဒီပုဂ္ဂိုလ်ကရက်ဆက်ကြမ်းကြုတ်တဲ့အမူအရာတွေရောအပြုအမူတွေရှိနေတော့တိတိချင်းနဲ့တောင်မှမလှူလားအဲ့ဒါရေငါဖြစ်တဲ့ကနာနဲ့ဇာလီဟုတ်တယ်နော်သားနဲ့သမီးကိုစုစကားပုံနာလို့အင်မတန်ရက်ဆက်ကြမ်းကြုတ်တဲ့ပုဂ္ဂိုလ်ကလာလူခံတာတောင်မှတပ်ပင်ညွညံရဖို့ရန်ဟုစိတ်တန်ယူစုတရားထူးဖြင့်စီးပူးပြီးတော့မလှူခဲ့ဘူးလားလှူခဲ့တယ်နော်စိတ်တန်ဖြူဖွေးတရားရှေး၍လှူပေးတော်မူခဲ့လေတည်းဆိုပြီးတော့ကျမတို့ဒါပါရမီ10ပါးဖျားရှိခိုးထဲမှာဒါနပါရမီနဲ့ပတ်သက်ပြီးတော့ဒါယူတယ်နော်ဒါကိုတော့ပုဒ္ဒပရိစ္ဆာကနောက်တစ်ခုဒီတက်ရှိထဲမှာမှသားသမီးတွေမဟုတ်ဘဲနဲ့သားသမီးတွေကိုဟလာမွေးထုတ်ပေးတဲ့ဇနီးမယားတွေကိုလည်းလှူတာကြတော့ဗရိယပရိစ္ဆာကဒီနှစ်ခုကိုပေါင်းလိုက်တော့
me te shi bahiraka sunanga mula parami lo pyore niyama ba parami le soro dana parami dana parami ne saga ne twe ne bong thati tha si chin da so yin di dana mula parami de ma saga bhe na khu twe twa le 3 ခုတွဲသွားတယ်တမဲ့ဖြစ်တဲ့ဒနာပရိစာကတက်ရှိဖြစ်တဲ့ပုဒ္ဒပရိစာကနဲ့ပရိယပရိစာကမြင်လိုက်ပြီလို့ထင်ပြီဟုတ်ပြီနော်ဒါကြောင့်ဒါနနဲ့စာကရဲ့ထူးခြားချက်ကိုဓမ္မမိတ်ဆွေများကိုယ်တိုင်သိထားဖို့လိုတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီဘက်ကကျမတို့ဒါနဘိုင်းမှာယူလိုက်တဲ့အချိန်မှာဒီဘာဟိရကဆိုတဲ့ဗဟိတတွေကိုလှူတာကြရင်ဒါသည်ဒါနပါရမီတွေထဲလိုက်ရင်မူလဒါနပါရမီဆိုတာသိရမယ်ဒါကြောင့်ပါရမီဆိုတဲ့စကားလုံးလေးကိုမြင်လိုက်တာနဲ့လူတော်လူကောင်းသူတော်ကောင်းတွေဖြစ်ခြင်းနဲ့အလုပ်ရုံနေတဲ့သူတွေလုပ်တာမဟုတ်ဘူးမြင့်မြတ်သူတွေလုပ်တဲ့အလုပ်နောက်တစ်ခုဘာလုပ်တာလဲကိလေသာတွေခုနပြောတဲ့ကိလေသာ10ပါးထဲမှာဒါနကလောဘနဲ့မစ္စရိယဆွန့်ရတာလေဟုတ်ပါလားဒါကြောင့်ကိလေသာတွေကိုအမြင့်ဖြတ်ပယ်တတ်နိုင်သောမဲ့ကိလေသာတွေကိုငြိမ်းအေးစေတဲ့ဖို့ကိလေသာကုန်ခန်းရာနိဗ္ဗာန်ကိုရည်မျှော်ကိုတဲ့မက်ဖို့နိဗ္ဗာန်ရည်ရတဲ့သူတွေဖြူကျင့်တဲ့အလုပ်ကိုပါရမီလို့မတော်ဘူးလားဒါဆိုရင်တမဲ့တရှိဘာဟိရကစွန့်နိုင်ကမူလပါရမီဒါကဗဟိတကိုနဲ့ဆက်လာရင်အစ္ဆဒလို့သုံးလိုက်ဒါဆိုရင်အစ္ဆဒမိမိတန်တန်ဗဟိတသူတစ်ပါးတန်တန်မှာအခုအစ္ဆဒမိမိတန်တန်မှာရှိတဲ့အင်္ဂါကြီးငယ်အသွဲသွဲကိုလှူလာနိုင်တာကိုကြတော့အင်္ဂါပရိစ္ဆာကဟုတ်ပါလားအပြင်ကိုလှူတာကလွယ်သေးတယ်လွယ်သေးတယ်ဆိုပေမဲ့တန်မန်လူတွေလို့မလွယ်ဘူးဟုတ်ပြီနော်ဒီနေရာမှာကို့မှာရှိတဲ့လက်ချေအင်္ဂါအသွေးသွားတွေလှူတာကြတော့အင်္ဂါပရိစ္ဆာကဒါကိုပါရမီတဲ့ထဲ့ရေမူလမဟုတ်တော့ဘဲနဲ့ဥပပါရမီအင်္ဂါကြီးငယ်အသွဲသွဲကိုမတွယ်စိတ်ကစွန့်နိုင်ကဥပပါရမီဖြစ်သွားပြီအစ္ဆဒမိမိပဲဒါပေမဲ့အင်္ဂါကြီးငယ်ထက်အစစ်မြင့်ပြီးတော့တတ္တဝါတိုင်းအမျက်နှိုးဆုံးဖြစ်တဲ့မိမိရဲ့အသက်ကိုယ်တော်မှစွန့်ပြီးလှူလာနိုင်ပြီဆိုရင်တော့ဒီနေရာမှာအသက်ဇီဝစွန့်နိုင်ကပရမတ္ထပါရမီဆိုပြီးတော့အမြင့်မြတ်ဆုံးဒီပါရမီကုသိုလ်မှာနောက်ဆုံးအဆင့်ထိမပြုတ်သွားဘူးလားဒါဆိုရင်ဒါနနဲ့စာကရဲ့ထူးခြားချက်ကလေးတွေဓမ္မမိတ်ဆွေတို့မြင်လောက်ပြီဒါနပါရမီမှာ3ဆင့်ရှိသွားတယ်ဒါနပါရမီ3ဆင့်မှာဒါနဆိုတာပေးတယ်စာကစွန့်တယ်ကြွားတယ်နော်ပေးတဲ့ထဲမှာဝတ္ထုရောမပါသွားဘူးလားပါတယ်နော်စေတနာရောပါတဲ့နေရာမှာစွန့်တယ်ဆိုတာကတော့ဝတ္ထုမှာတွယ်နေတဲ့လောဘမပေးသူများနဲ့ဆက်ဆံတာမှာမလိုလားတဲ့မစ္စရိယကိုစွန့်မှဒီဒါနဒီအစစ်မြင့်သွားပြီအဲ့ဒီ idea ဝင်စိတ်ချင်တာသဘောပေါက်ပြီနော်ဒါကြောင့်ဒဇစွန့်ဝိမှလင်းစွန့်လာတာဒါကြောင့်အပေးလေးခြင်းကလှုပ်တယ်ဆိုတာဘာကိုစွန့်တာလဲလောဘကိုစွန့်နေဆိုတာမြင်ရမှာဒီလောဘစွန့်တာကိုလောဘကိုရာဂလို့လည်းခေါ်တယ်တဏှာလို့ရောခေါ်တယ်ဆိုတော့တဏှာတွေကုန်ခန်းတာတဏှာကိုဝါနလို့ရောမသုံးလားတဏှာတွေမရှိတာနိဝါနနိဝါနကနေပြီးတော့ဓမ္မမိတ်ဆွေများဒါလေးကမတင်ရသေးတဲ့သူပါလို့ထည့်ပြောလိုက်အောင်မယ်တဏှာသည်ဘဝကြီးဘဝငယ်တွေကိုချုပ်ဆက်တတ်တဲ့အတွက်ဝါနလို့သုံးတယ်ဘဝကြီးတွေဖြစ်တဲ့လူဘဝနတ်ဘဝကြီးတွေလည်းတွေ့တာပဲဘဝငယ်ဖြစ်တဲ့တိတ်တိတ်မောမောတရိษံဘဝတွေလည်းတွေ့တာပဲဟုတ်တယ်လားလောက်ဘဝရောက်မဲ့သူကလည်းပထမမရောက်ခင်ကတော့လောက်ဘဝရောက်တော့မယ်လို့သိတော့သူကစိတ်ညစ်တယ်နတ်သား2ပါးကြားဘူးတယ်နော်ဟာလားကျေးဇူးတော်ရှင်ဟာလားရောဆရာတော်ဖရာကြီးမိတ်နဲ့ပုံမြင်လေးလေနော်နန္ဒနတ်ကြီးနဲ့ဒေဝနတ်ကြီးနတ်သား2ပါးလူပြေတော်ကနန္ဒနဲ့ဒေဝတငယ်ချင်း2ယောက်အင်မတန်ချစ်ကြတယ်
ကုသိုလ်ကောင်းမှုတွေအတူတူလုပ်တော့နတ်ပြည်ရောက်သွားတယ်နတ်ပြည်ရောက်တဲ့ကကုသိုလ်အရှိန်ကြောင့်ရောက်သွားပြီမယ်နတ်ဘဝကိုရောက်နေတဲ့အချိန်မှာကုသိုလ်လုပ်ရမှာမေ့ပြီးတော့နေလိုက်ကြတယ်ဘလောက်တောင်မေ့လဲဆိုတော့နတ်သက်ကြွေခံနေကြတော့မှကြည့်လိုက်တော့တေရတော့မယ်ဆိုတာတင်တော့နမိတ်တွေကထင်လာတော့ဒေဝနတ်ကနဲ့နန္ဒနတ်မှာဒေဝနတ်ကကြီးဖြစ်တော့မယ်ကြီးပုံနမိတ်ထင်လာပြီနန္ဒနတ်ကလောက်ဖြစ်တော့မယ်မစင်တွင်းတွေကလောက်အဲ့တော့ဒီနှစ်ခုထင်လာပြီဆိုတော့အဲ့ဒီကြမှာကုသိုလ်လုပ်ဖို့ကအချိန်ကမရတော့နန္ဒနတ်ကနေပြီးတော့တခါတည်းတငယ်ချင်းဒေဝစီသွားဒေဝရဲ့ငါ့ကိုကုညီစမ်းမှာဘာကုညီရမလဲငါလောက်ဘဝရောက်တော့မှယွန်းစရာကြီးဟုတ်တယ်နော်အဲ့တော့ငါ့ကိုလေမင်းငါလည်းကြီးဖြစ်မှာပဲကွာငါလည်းစိတ်ညစ်နေတာပဲဆိုတော့ကြီးဖြစ်တာနည်းနည်းတော်သေးတယ်လောက်ကပိုစိတ်ညစ်ဖို့မကောင်းဘူးလားအေးဟုတ်တာပေါ့ကွယ်အဲ့တော့ငါဘာကုညီရမလဲဆိုရင်ငါ့ကိုလေမင်းကြီးဖြစ်ရင်ငါ့ကိုလာပြီးတော့မြန်လောက်ဘဝနေပြီးတော့တေသွားပေါက်သက်ပေးစမ်းပါဆိုတော့အေးငါဒီလောက်တော့ကုညီနိုင်ပါတယ်ကွာဆိုတော့ဒီလိုနဲ့တေကုန်ရတယ်အဲ့တော့တကယ်တော့ဖျားဆုံးမှသာသနာနဲ့သာတွေ့မယ်ဆိုဒီလိုနမိတ်ထင်တဲ့အချိန်မှာပြုနီးကုသိုလ်တွေမရှိဘူးလားဒါပေမဲ့သူတို့မသိလိုက်တော့အပယ်လေးပုံကြထွက်သွားတော့ဟိုကလည်းနောက်ဖြစ်သွားတယ်ဟိုကလည်းကြီးဖြစ်သွားတယ်ကြီးဖြစ်သွားတော့ကြီးရတယ်ဆိုတာဥကနေတစ်စစ်ပေါက်ပြီးတော့မှဖြစ်တော့လောက်ကြီးပီပီတတဖြစ်လာတဲ့ချိန်သူတငယ်ချင်းကြည့်တော့သူကလောက်ကြီးဖြစ်နေလောက်ကတန်တေတစဟုတ်လားကြီးကအန်တစအပြီးမှတင်တဲ့သူတွေပါတော့နော်ဒါလေးနည်းနည်းပြောပြတယ်အဲ့တော့လောက်ကတန်တေတစမှာသူကလောက်ဘဝလည်းရောက်တော့ပတ္တဝါတိုင်းမှာကိုရရှိရာဘဝကိုတွေ့တာတဲ့လောဘဆိုတဲ့ဘဝနိကနိကလောဘဇောကရှိနေလားမရှိနေဘူးအဲ့တော့လောက်ဘဝလည်းစရောက်သွားရောပျော်သဘောဟာလားပျော်တာမှသူ့မှာတော်တော်ပျော်စရာဟာငါတယောက်တည်းတကောင်နဲ့ထင်နေတာအခုတော့အဖော်တွေကလည်းအများကြီးပဲသူသိပ်ပျော်တာပဲเนาะအဲ့တော့ဒီနေရာမှာစားစရာတွေကလည်းတပုံကြီးဟာလားဖော်တွေကလည်းအများကြီးပျော်နေတဲ့အချိန်မှာဒေဝကြီးကသူကကြီးဖြစ်ပြီဆိုတော့တတိရတော့သူ့တငယ်ချင်းဘယ်ရောက်လဲကြည့်လိုက်တော့လောက်ဘွားရောငါမှဂတိပေးထားတယ်ဆိုပြီးတော့ဒီအပင်ထက်ကနေပြီးတော့ကြီးတန်អော်တာပေါ့အာអော်တော့ဟိုလောက်ကြီးကမကြားကြအောင်စောင်းနေမကြားကြအောင်စောင်းတော့ထက်អော်လိုက်တဲ့အချိန်ကျတော့မှတွင်းနှက်ခမ်းကိုတက်လာပြီတငယ်ချင်းမင်းမလားဒေဝပါလားဘာလားဆိုတော့မင်းလောက်ဘဝရောက်နေပြီငါဂတိအတိုင်းလာပြီးတော့ဟိုဖြစ်တယ်ဆိုတော့တငယ်ချင်းမလုပ်ပါနဲ့ငါမှလည်းအဖော်တွေကလည်းအများကြီးစားစရာတွေကလည်းတပုံကြီးပါပဲဆိုတော့ရောက်ရှိရာဘဝတိုင်းမှာတတ္တဝါတိုင်းဒီတွဲမတွဲကြတဲ့အတွက်တဏှာဆိုတဲ့ဝါနသည်ဘဝငယ်တွေလည်းအလွတ်မပေးဘူးဘဝကြီးတွေကိုလည်းအလွတ်မပေးဘူးတွေ့တာတာကိုဝါနကိုတဏှာလောဘဒီဂရီပဲအဲ့ဒါကြောင့်အဲ့ဒီဝါနဆိုတဲ့တဏှာကိုနိမရှိအောင်ပယ်ရဒါကိုနိဝါနကိုကျမတို့ကပါဠိတရားနည်းအရအပေါင်းအောင်ဖြုတ်လိုက်တော့ဝါနှလုံးဆင့်ရတော့မယ်ဆင့်တဲ့အခါမှာဝါနှလုံးဆင့်ဆိုတာမရှိတဲ့အတွက်ဝါကိုဘာပြုတ်လိုက်ရတယ်ဒါကိုလွယ်အောင်ပြောတော့အပေါ်ဝါကိုလည်းခြိုင်းလိုက်အောက်ဝါကိုလည်းခြိုင်းလိုက်ကလေးတွေလိုမျိုးသိတော့အဲ့ဒါဘာနှစ်ခုပြုတော့နိဗ္ဗာန်ကိုပါဠိကိုမြန်မာမှုပြုလိုက်တော့နိဗ္ဗာန်ဒါဆိုနိဗ္ဗာန်ဆိုတာဘာလို့ရမလဲဆိုဝါနဆိုတဲ့တဏှာကုန်ခန်းခြင်းသဘောဆိုတော့ဒီဝါနတဏှာကိုသမုဒိယသစ္စာဆိုပြီးတော့ဒုက္ခဖြစ်ကြောင်းတရားထဲမှာဖရာဟောထားပြီးသားဒါကြောင့်ဒီဝါနတဏှာကိုပယ်နိုင်မှဆိုတဲ့အတွက်ကြောင့်အခုဒါနပြုတယ်ဒါနပါရမီကနေဥပိ္ပခာပါရမီတိပါရမီ10ပါးလုံးဒီတဏှာပယ်တတ်ရေးပဲဒါမြင်ရမယ်ဒါကြောင့်ဒါနပြုရင်းထဲမှာဒီပစ္စည်းပြန်တွဲမယ်တချို့ဆိုလို့ရှိရင်ဇေဒီကြီးတွေတဲပြီးငါဇေဒီလို့ပြန်မဆွဲဘူးလားဆွဲရင်လှူတော့ကတော့လှူပြီးတော့လွတ်အောင်လှူတာလားမလွတ်တလွတ်လှူတာလားမလွတ်တလွတ်လှူလိုက်တော့တေသွားပြီးမှဇေဒီမှာပြန်ဆွဲပြီးတော့စောင့်ရှောက်ရတဲ့ဥစ္စာဆောင်ဘဝရောက်မသွားဘူးလားရောက်သွားတယ်ရိတ်သားတွေမှာဆိုရင်လေကိုယ်ဇရက်တွေကိုဓမ္မကိုကျောင်းလေးတွေမလှူလားလှူပြီးငါလှူတဲ့အကြောင်းဆိုပြီးတော့ပိတ်ပြီးတော့ငါတရားအထုတ်မှာပဲဆိုပြီးတော့အဲ့ဒီကြမှာတော့ဖွင့်ရင်လေဒါလွတ်တာလားမလွတ်တာတွေပဲဒါကြောင့်ဒဇစွန့်ဝင်မှလင်းဆိုဘလောက်အထိစွန့်ရမလဲဆိုရင်ပစ္စည်းဥစ္စာကနေစပြီးတော့စွန့်သွားမယ်နောက်ဆုံးသားသမီးဇနီးမယားနောက်ဆုံးသူများတင်စွန့်ရမှာကိုယ့်ရဲ့အသက်အထိစွန့်သွားရမှာဖြစ်တဲ့အတွက်ကြောင့်ဒဇစွန့်ဝင်မှလင်းဘဝနောက်စက်တိုင်းကောင်းတယ်ဘလောက်ထိကောင်းလဲဆိုတဏှာကုန်တဲ့အထိလေ့ကျင့်ခံသွားရလိမ့်မယ်ဒါဓမ္မမိတ်ဆွေတို့ဒါနနဲ့စာကရဲ့ထူးခြားချက်ကလေးကိုမြင်စေခြင်းတယ်ဒါကဓမ္မမိတ်ဆွေတို့ဆရာမများလုံးမဲ့သူများရဲ့ရိတ်ခါเนาะတော့ဆရာမလုပ်တယ်ဆိုတာ
တပည့်တွေနဲ့မှမဟုတ်ပါဘူးကိုသားသမီးကိုသင်ပေးမဲ့မိဘများရောသိတင်တာပဲကိုရဲ့ဟလာဆက်ဆက်နေတဲ့မိတ်ဆွေသင်္ခါတွေသိနိုင်တဲ့အောင်လေဒါလေးကိုကပြောနိုင်ဖို့လို့နောက်တစ်ခုဒီလာသည်သူများပြောဖို့သင်ပါလားကိုသိပြီးတော့ကျင့်ဖို့လားအဓိကမိန်းကတော့ကိုသိပြီးတော့ကျင့်ရမယ်ဒါလေးကိုသိစေချင်တာဒါပေမဲ့ကိုကသင်လိုက်ပြီဆိုရင်ဒါလေးအဖက်တည်အောင်တော့ကျမတို့ကစာမေးပွဲလေးတွေစစ်တဲ့အခါကျရင်စာမေးမေးခွန်းထုတ်ရင်ဟလာပါရမီ3ဆင့်ဒါနပါရမီ3ဆင့်နဲ့စွန့်ခြင်းကြီး5ပါးကိုတွဲတယ်ဆိုတာမေးခွန်းထုတ်လို့တိတ်ကောင်းတဲ့နေရာတစ်ခုပါပဲเนาะအဲ့ဒီလိုထုတ်နိုင်အောင်တော့ကိုကသင်ပေးရမလားမသင်ပေးရအောင်အဲ့ဒီသင်ပေးလိုက်တာကျင့်စဉ်အတွက်ကိုပြိုးထည့်ပေးလိုက်တာပါပဲဒါကိုနားလေတိုင်းပစ္စည်းဝတ္ထုလှူတိုင်းမတွယ်မတာနဲ့လွတ်လှူနိုင်ရမယ်ဆိုတဲ့အတိလေးဝင်သွားဖို့ရောလိုမလို့လိုသွားပြီသဘောပေါက်ပြီเนาะအဲ့ဒါလေးသိစေချင်ပါတယ်ဒါဆိုရင်အဲ့ဒါကိုစွန့်တယ်လို့သုံးပေမဲ့ကျမတို့လူတမန်လူတွေမစွန့်နိုင်ဘဲနဲ့ဟလာတမန်လူတွေတဲ့ကြီးကျယ်စွာအကြီးအကျယ်စွန့်တာဖြစ်တဲ့အတွက်နဲ့ဒဏပရိစ္ဆာကရိုးရိုးပစ္စည်းဝတ္ထုလောက်မဟုတ်ထီနန်စည်းစိမ်ကြီးတွေလောက်စွန့်သွားတယ်အဲသူတစ်ပါးကိုစွန့်နေဆိုတာခွေးလေးတွေကြောင်လေးတွေစွန့်တာကိုယ့်ရင်ကမွေးတဲ့ဟလာသားသမီးတွေအထိစွန့်နိုင်တယ်ကိုယ့်ကိုတတန်တရားလုံးလိုက်ပြီးတော့ပါရမီဖြည့်မဲ့ပါရမီဖြည့်ပဲ့ကြီးတွေကိုလည်းမစွန့်နိုင်ဘူးလားရိုးရိုးတမန်မိန်းမမဟုတ်ဘူးနော်ပါရမီဖြည့်ပဲ့ရတော်တရားလောင်းဖြစ်လာမဲ့မဒီဒေဝီရောစွန့်နိုင်တယ်အဲ့ဒီလိုထိစွန့်လာနိုင်တဲ့အတွက်အကြီးအကျယ်စွန့်တာကြတော့ပါဠိလိုပြောရင်မဟာပရိစ္ဆာကမဟာပရိစ္ဆာကဆိုစွန့်ခြင်းကြီး5ပါးမြန်မာလိုပြောရင်စွန့်ခြင်းကြီး5ပါးဆိုတော့ဗုဒ္ဓဝေထဲမှာကြီးကြီးဆိုပြီးအထူးပြုတာလေးတွေစမှတ်ပြီးဆိုရင်အခုစွန့်ခြင်းကြီး5ပါးစတွေ့ပြီဒါသိစေချင်တာပါเนาะဒါကြောင့်စွန့်ခြင်းကြီး5ပါးကိုပါဠိလိုပြောရင်မဟာတက်လိုက်တော့မဟာပရိစ္ဆာကဆိုရင်စွန့်ခြင်းကြီး5ပါးဖြစ်ပါပြီသဘောပေါက်ပြီနော်စွန့်ခြင်းကြီး5ပါးအဲ့ဒီလိုစွန့်လာတဲ့အခါမှာကျင့်တဲ့အဲ့ဒီအကျင့်တွေကိုစွန့်ခြင်းကြီး5ပါးဆိုတာဒါနပါရမီမှာဒါနပါရမီမူလဒါနပါရမီဥပဒါနပါရမီပရမတ္ထပါရမီအဲ့ဒါကနမူနာလေးထည့်လိုက်တာသီလနဲ့ပတ်သက်ရင်လည်းဒီတိုင်းပဲသွားမယ်နောက်ဆုံးဥပိ္ပခာပါရမီအထိဒီတိုင်းသွားမသွားအဲ့တော့ပါရမီအပြားဘယ်လောက်လဲ30ဒါဆိုရင်ကျေးဇူးတော်ရှင်မြတ်စွာဘုရားဖျားစုကိုပန္နာသည်လူနဲ့မြမတတ္တဝါတို့ရဲ့ဥခိုင်မှုကိုခံယူခြင်းလို့ဖျားစုပန္နာမဟုတ်ဘူးမိမိဟလာအိုနာတေကလွတ်တယ်လို့ကုထွက်နိုင်တယ်လို့တတ္တဝါအများကုထွက်နိုင်စေရမယ်အိုနာတေကလွတ်သွားတယ်လို့တတ္တဝါအလုံးလွတ်စေရမယ်အိုနာတေမှလွတ်ရလွတ်ကြောင်းနီးလန်းကောင်းကိုသိတယ်လို့အားလုံးလည်းသိစေရမယ်ဆိုတဲ့ရည်ရွယ်ချက်3ခုမှတ်မိတယ်နော်ပါဠိလိုပြောကြည့်ပါဦးအလွတ်ကိုရနေတယ်စာရွက်တွေပြန်လှန်ရတယ်တိန်တော်တာရိယမုတ်တော်ဒီရွယ်ချက်3ခုနဲ့ပါရမီအပြားဘယ်လောက်ဖြစ်ရလဲပါရမီအပြား30ဒါကိုပဲပါရမီအပြား30သည်ဒါနပါရမီမှာ3ဆင့်သီလမှာလည်း3ဆင့်နိခမမှာလည်း3ဆင့်စီအညီအမျှသွားတဲ့အတွက်ကြောင့်ဆရာတော်ဘုရားကြီးတွေကရေးလေ့ရှိတယ်အမျှအညီပါရမီ30ကြားဘူးတယ်နော်အမျှအညီပါရမီ30ပြီးရင်ဘာပါလဲစွန့်ခြင်းကြီး5ပါးစွန့်ခြင်းကြီး5ပါးအဲ့ဒီစွန့်ခြင်းကြီး5ပါးဆိုတာဒီအတိလားအကျင့်လားပါရမီဆိုတာအတိလားအကျင့်လားကျမတို့တွေအခုသိနေတာအတိပဲရှိသေးတယ်အတိသိတာဝိဇ္ဇာအဲ့ဒီအတိအတိုင်းကျင့်တာစရဏဒါကြောင့်ကျေးဇူးတော်ရှင်မြတ်စွာဘုရားကပါရမီအပြား30ကိုသိတဲ့အတိုင်းရောမကျင့်ဘူးလားအဲ့ဒီသိအောင်လဲဒီပင်္ဂလာမြတ်စွာဘုရားစီမှာသူမေတာရှင်သေးဘဝဘုရားစုပန်တဲ့ကသင်ပေးခဲ့တာလားဒီပင်္ဂလာမြတ်စွာဘုရားသင်ပေးခဲ့တာလားမသင်ပေးခဲ့ဘူးကိုယ်တိုင်စင်ကျင်ပြီးတော့ဒီပါရမီတွေကိုတစ်ခုချင်းစင်ကျင်ယူတာသူမေတာရှင်သေးဘဝမှာစင်ကျင်လိုက်တဲ့ကဒီပင်္ဂလာမြတ်စွာဘုရားနဲ့နောက်ပါယဟန္တာ၄သိန်းကကြွချီသွားပြီပါရမီတစ်ပါးချင်းကိုစင်ကျင်တဲ့အခါမှာမဟာပရိမြေကြီးကတိမ့်တုံပြီးတော့ထောက်ခံကြတယ်ရှင်းဘုရားတွေကိုမှီခဲ့တဲ့နတ်မြမတကိုးကြီးတဲ့နတ်မြမကြီးတွေကလည်းကောင်းချီးပေးတယ်မှန်တယ်အတင်ရတဲ့စင်ကျင်တဲ့ကျင့်စဉ်ဒီမှန်ပါတယ်ဆိုတော့အဲ့ဒီကျင့်စဉ်ကိုစင်ကျင်တာဒီဆရာစီကသင်ပြီးသိတာလားကိုယ်တိုင်တွေးကြံပြီးသိတာလားအဲ့ဒါကိုစိန်တာမယဉာဏ်လို့သုံးတယ်စိန်တာမယပညာကျမတို့တွေကကိုယ်တိုင်စင်ကျင်ပြီးမသိနိုင်ဘူးဆရာစီကသိတာကိုမှလိုက်ပြီးစင်ကျင်လိုက်ရတာ
ဟုတ်ပြီနော်ဒါကြောင့်ကျမတို့တွေသိတဲ့ဉာဏ်ကိုတုဒ္ဓမယဉာဏ်ဖျားတော်သူတော်ကောင်းကြီးတွေထိုးထွင်းပြီးတော့အဲ့လိုစင်ကျင်ပြီးသိသွားတာကြရင်နော်စိန်တာမယဉာဏ်အဲ့ဒီစိန်တာမယဉာဏ်ကအတိအဲ့ဒီအတိအတိုင်းလိုက်ပြီးကျင့်တော့ဘာဝနာမယဒါဆိုရင်ပါရမီ30ဒီစင်ကျင်ပြီးတဲ့နောက်လိုက်တော့မကျင့်ဘူးလားကျင့်တဲ့အတွက်ကြောင့်အတိပဲထားရမှာလားအကျင့်အထိသွားမှာအကျင့်အထိစွန့်ညင်းကြီး၅ပါးဆိုတာဒီလိုရှိတယ်ဆိုတာသိရုံပဲသိရမှာလားကျင့်ရမှာလားဒါဒီဖျားလောင်းသူတော်ကောင်းကြီးတွေကစွန့်ညင်းကြီး၅ပါးကျမတို့နဲ့မဆိုင်ဘူးလို့မထင်ပါနဲ့ကျမတို့လည်းနိုင်တယ်လို့ကြုံရင်ကြုံတယ်လို့လေ့ကျင့်အနေနဲ့တို့ကျေးဇူးတော်ရှင်တို့ဆရာမြတ်စွာဘုရားကဒီလိုကျင့်ခဲ့ပါလားလို့အတူဖြစ်အောင်အတူယူပြီးတော့နိုင်သန်းတလေကျင့်မယ်ဒါကဘုရားစုပန်မှာမဟုတ်ဘူးဘုရားစုမပန်တော့မှဘလောက်ခက်ခဲတယ်လဲဆိုတာကိုစွန့်ပုံကိုအတူယူပြီးတော့ကျင့်ကြည့်လိုက်တဲ့အခါမှာပို၍ကြည်ညိုနိုင်လားမကြည်ညိုနိုင်ဘူးလားအဲ့ဒါလေးပဲကျမတို့ကဘုရားစုပန်ရင်တော့ဒီလမ်းကြောင်းသွားရမယ်ဘုရားစုမပန်ရင်တော့စွန့်ညင်းကြီး၅ပါးအထိမလိုပါဘူးသို့တော်လဲစွန့်ကြည့်ပါတခါတလေစွန့်ကြည့်ရင်ဘလောက်ခက်ခဲလဲဘလောက်အထိဟလာမြင့်မြတ်တယ်လဲဆိုတာသိခွင့်ရမရဒါဖျားစုပန်ရင်တော့ရိုးရိုးစွန့်တာရမလားစွန့်ညင်းကြီးလားစွန့်ညင်းကြီးအဲ့ဒီစွန့်ညင်းကြီး၅ပါးဒီအကျင့်နေဖြစ်တဲ့အတွက်ကြောင့်အကျင့်မှာရည်ရွယ်ချက်၃ခုရှိတယ်ရည်ရွယ်ချက်ကိုစရိယလို့သုံးတယ်ရည်ရွယ်ချက်စရိယသည်၃ပါးအဲ့ဒီ၃ပါးသည်ဘာလဲလို့ပြောရင်နံပါတ်1ကဒီအကျင့်နေကျင့်တာသည်ကိုရည်ရွယ်ချက်ကဘာအတွက်လဲဆိုရင်ကိုယ်တိုင်ဒီတရားတွေသိဖို့မဟုတ်ဘူးလားသိဖို့ဖြစ်တဲ့အတွက်ကြောင့်ဒါကိုဗုဒ္ဓထစရိယလို့သုံးဗုဒ္ဓထစရိယရည်ရွယ်ချက်ကအိုနာတိမလွတ်ရလွတ်ငါအိုနာတိကကူးထွက်သွားတယ်လို့တတ္တဝါအလုံးလဲကူးထွက်စေရမယ်ဆိုတော့မိမိအတွက်ငါအိုနာတိကလွတ်တယ်လို့ငါအိုနာတိမလွတ်ရလွတ်ကြောင်းသိတယ်လို့ဆိုငါအိုနာတိမလွတ်ရလွတ်ကြောင်းတရားကိုသိတာဗုဒ္ဓပဲပေါ့သိတယ်လို့တတ္တဝါအလုံးလဲသိစေမှဗုဒ္ဓမဟုတ်ဘူးလားဒါကြောင့်မိမိအတွက်ရောအများအတွက်ကောပြည့်စုံအောင်ဖြစ်ကျင့်နာကိုဗုဒ္ဓထစရိယပြီးရင်အဲ့ဒီလိုပါရမီတွေဖြည့်တဲ့နေရာမှာရောက်ရှိရာဘဝတိုင်းမှာစင်ဘဝရောက်ရင်စင်အမျိုးသားအလုံးအတွက်မြောက်ဘဝရောက်ခဲ့ရင်မြောက်အမျိုးသားအလုံးအတွက်လူဘဝရောက်ရင်လူသားများအလုံးအတွက်နတ်ဘဝရောက်ရင်နတ်တွေအလုံးအတွက်အဲ့ဒီလိုမိမိနဲ့ကြုံရာပုဂ္ဂိုလ်တ attva တွေအတွက်ဖြည့်ကျင့်တာကိုညာတအကျိုးစီးပွားဖြစ်တဲ့အတွက်ညာတထစရိယညာတထစရိယပြီးဖျားဖြစ်ကိုရောက်တာသည်လူနဲ့ပြမှာပုဂ္ဂိုလ်တ attva တဦးစီအတွက်လားအားလုံးအတွက်လားအားလုံးဖြစ်တဲ့အတွက်ကြောင့်လောကသားအားလုံးအတွက်ရည်ရွယ်ပြီးဖြည့်တာကြရင်လောကထစရိယရဲ့လို့စရိယအကျင့်သည်ဘယ်နှမျိုးလဲ၃မျိုးကိုပြောပါဆိုရင်ဗုဒ္ဓထစရိယညာတထစရိယလောကထစရိယဆိုပြီးစရိယ၃ခုနဲ့ကျမတို့ရဲ့ဆရာဖြစ်တဲ့ကျေးဇူးတော်ရှင်မြတ်စွာဘုရားသည်အကျင့်၃ပါးနဲ့ရည်ရွယ်ပြီးတော့ကျင့်ခဲ့ပါတယ်ဒါကြောင့်လောကထစရိယဒီအားလုံးအတွက်ဆောင်ရွက်နိုင်ဖို့ဆိုတာကိုယ်တိုင်ပြည့်ဖို့လိုမလို့ဒါကြောင့်ကိုယ်တိုင်ပြည့်အောင်ဖြည့်ပြီးရင်အဲ့ဒီပြည့်တာဒီကိုတယောက်တည်းသုံးမှာမဟုတ်ဘူးအများကိုပြန်ပြီးတော့ပေးနိုင်ရမယ်ဒါကိုကျမတို့ကဆရာတပည့်အနေနဲ့ရှိကြတယ်ကျမတို့တွေကတော့ဖျားဖြစ်ရေးအတွက်ကိုယ်ပဲကျင့်နိုင်မှာမလဲဒါကြောင့်ကျမတို့ကြတော့ကိုယ်ဂျိုးစီးပွားအခုဆိုရင်သူများကိုပြန်လဲပြီးတော့အစိမ့်ဗုဒ္ဓဘာသာယဉ်ကျေးမှုမွမ်းမံတဲ့နန်းတက်တယ်ဆိုတာအများကိုနဲ့ဆက်တဲ့အနှိမ့်ဆုံးကိုသားသမီးလေးပဲဖြစ်ဖြစ်တယောက်ကနေနှစ်ယောက်နိုင်တဲ့လောက်ကလေးတွေပေးဖို့ဆိုတဲ့အတွက်ကြောင့်ကိုသိအောင်အကုန်မတင်ရဘူးလားသိအောင်သင်နာကြတော့ကိုယ့်အတွက်လို့ကျမတို့ကသုံးလိုက်တဲ့အတွက်ဒါကိုအတ္တမိမိအတ္တအတွက်လုပ်မှာဒါကြောင့်ဒါကိုသုံးရင်အတ္တထဒါစလုံးမအောက်ကထစင်လို့ဖြစ်ရမယ်အတ္တထစရိယကိုယ့်အတွက်ပြည့်အောင်လုပ်ရင်အတ္တထစရိယပြီးကိုနဲ့ဆက်တဲ့ကိုကလူဖြစ်တဲ့အတွက်ကိုနဲ့ဆက်တဲ့ညာတိဆွေမျိုးဆွေ90မျိုး90ပြောတယ်ကိုဆွေမျိုးလောက်ဒီမဟုတ်ကိုကလောကမှာလူဖြစ်နေတဲ့အတွက်လူသားတွေချမ်းသာအောင်ရောမကျင့်ရဘူးလားဒါကြောင့်ကိုနဲ့နေဆက်တဲ့ဆွေမျိုးမှာလောကဆွေမျိုးဓမ္မဆွေမျိုးဒါတွေအတွက်ကောချမ်းသာအောင်မကျင့်ရဘူးလားဟုတ်လားကိုရဲ့ဆွေ90မျိုး90ဒီလောကဆွေမျိုးတခါခုလိုစာသင်မောစာသင်ဘက်တွေဆရာနဲ့တပည့်ဟုတ်ပါရဲ့လားဓမ္မမိတ်ဆွေများသင်မောသင်ဘက်တွေအကုန်လုံးဒီကျမတို့တွေလှုပ်ဖို့ကင်ဘက်တွေအကုန်လုံးဒီဓမ္မမိတ်ဆွေဓမ္မဆွေမျိုးဒါဝိသုဒ္ဓိမက်တို့ဘာလို့ဆွေမျိုး2မျိုးဆိုတာသင်ရတယ်2စား
ဟုတ်ပြီနော်ဒါကြောင့်တရားကျင့်ပေါ်ကျင့်ဘက်တွေတရားသင်ပေါ်သင်ဘက်တို့သည်ဓမ္မဆွေမျိုးတွေဟုတ်ရဲ့လားအဲ့ဒီဆွေမျိုးတွေချမ်းသာအောင်ဆောင်ရွက်ရင်ညာတတ္ထစရိယကိုကလူဖြစ်တဲ့အတွက်လူအတွက်တွေမကဘဲနဲ့မြင်အပ်မမြင်အပ်တွေဝေးနေနီးနေတွေဟုတ်တယ်လားအခြေနှစ်ချောင်းရှိတာတွေအကုန်လုံးအခြေလေးချောင်းရှိတာတွေအကုန်လုံးအလုံးတိုင်အောင်ရည်ရွယ်ပြီးတော့စ조사မယ်ဆိုရင်လေကိုအထွာနဲ့လောကထစရိယတဲ့ဘောင်းဝင်မဝင်ဟုတ်ပြီနော်လူပြည်လောကလူဌာနကအိုရနာယတေယအောင်မီမှန်ပေသည်ဒီတို့တပီကတင်သေးသွားတော်တင်ဖွာတော်မြေတင်တို့မြေသည်အခြေတိုးမြင့်ကြံကောင်းသည်ဤစသည်ဖြင့်ဆရာကြီးစောကြီးရေးခဲ့တဲ့အတိုင်းအဲ့ဒီလိုအကျိုးစီးပွားကိုသေးသွားတဲ့အခါမှာစံကုန်ပြီးတော့မြေလေးတာပဲအဖက်မတင်ပါဘူးလို့မဟုတ်ဘဲနဲ့လူသားသေးမယ်နာမည်မသေးအောင်ကိုစွန့်နိုင်တယ်လို့လုပ်ခဲ့မယ်အကျိုးပြုခဲ့မယ်ဆိုရင်အဲ့ဒါလဲကိုအထွာနဲ့လောကအကောင်းကျိုးဆောင်ရွက်တာမဟုတ်ဘူးလားအဲ့ဒါဒီလောကထစရိယကိုလဲနိုင်တဲ့လောက်ကလေးအတူယူရပါလိမ့်မယ်ဒါကြောင့်ကျေးဇူးတော်ရှင်မြတ်စွာဘုရားပါရမီဖြည့်ခဲ့ဇေမာပါရမီအပြား30စွန့်ញင်းကြီး9ပါးစရိယ3ပါးနဲ့ဖြည့်ကျင့်ခဲ့တယ်ဆိုတာလေးဉာဏ်မြင်ခဲ့ဖို့ဖြစ်ပါတယ်သဘောပေါက်ပြီနော်ကဲဒါကြောင့်စရိယ3ပါးဒီဘာလဲလို့မေးခဲ့ရင်လည်းဖြည့်တတ်ပါစေစွန့်ញင်းကြီး9ပါးကိုရေတွက်ပါဆိုရင်လည်းရေတွက်တတ်ရမယ်ပါရမီအပြား30ကိုလည်းရေတွက်ပါဆိုတွက်တတ်ရပါလိမ့်မယ်ဟုတ်ပြီနော်ကဲအဲ့ဒါပြီးသွားရင်ဤသို့နံပါတ်9ဤသို့ဘဝများစွာတန်တရားကာလပတ်လုံးပါရမီတော်တို့ကိုဖြည့်ကျင့်တော်မူပြီးနောက်ဆိုတော့ပါရမီဘယ်မှာပြည့်သွားလဲဆိုတာဒီမှာမရေးထားပေမဲ့ဓမ္မမိတ်ဆွေများသိရမယ်သူမေတာရှင်အသေးဘဝကစပြီးပါရမီဖြည့်လိုက်တာဝိတ္တန္တရာမင်းကြီးဘဝမှာ4အသိချေနဲ့ကဘာတသိန်းပြည့်သွားတယ်အဲ့ဒီမှာသတိရလို့ဖြတ်ပြောမယ်ဟာလားကိုကပြန်တင်ပေးတဲ့အခါကျရင်4အသိချေနဲ့ကဘာတသိန်းကိုရှင်းပြတတ်တဲ့နေရှင်းပြတဲ့နေရာမှာမနေ့ကကျွန်မရှင်းသလောက်ရှင်းပြရမှာမဟုတ်ဘူးနော်မနေ့ကကျွန်မရှင်းပြတယ်ဆိုတာဓမ္မမိတ်ဆွေတို့သိအောင်ရှင်းပြတာအဲ့တော့ပြန်ပြီးတော့သူများကိုတင်တဲ့အခါကျရင်4အသိချေနဲ့ကဘာတသိန်းကိုဘယ်လိုရှင်းမလဲရေတွက်လို့မရလောက်အောင်ဟုတ်တယ်လားရေတွက်လို့မရလောက်အောင်ခဏန်းချလို့မရလောက်အောင်များပြားတဲ့ဟာက4ကဘာမဟုတ်ဘူးနော်များပြားတာက4ကအဲ့ဒါကို4အတင်ချေသဘောပေါက်မယ်နော်ရေတွက်လို့မရတော့လေရေတွက်လို့မရလောက်အောင်များပြားတော့လေရေတွက်လို့ရတယ်ဟုတ်ပြီနော်အရေအတွက်အနေနဲ့ပြောရင်တကဘာမှာ4အတင်ချေအတင်ချေရကတ်ကြီးရောမယ်နော်ဟိုက4အတင်ချေရေတွက်လို့မရတာ4ကရေတွက်လို့ရတာကတသိန်းပြောရမှာရေတွက်လို့ရတဲ့တသိန်းကဘာလဲလို့ပြောရင်ကဘာအဲ့ဒီကဘာဆိုတာအင်မတန်ရှည်လျားတဲ့ကာလာကြီးတစ်ခုတကဘာဥပမာပေးရင်အလျားတယူဇနာအမြင့်တယူဇနာအနန္တယူဇနာအဲ့ဒီတယူဇနာသည်7.8ကျော်ဆို73မိုင်လို့ပြောတာလဲရှိတယ်8မိုင်လို့ပြောတာဒီလောက်တော့ပြောရမယ်အဲ့ဒီလောက်ရှိတဲ့ဒီကိုတောင်ကြီးထဲမှာမုံညင်းစိတ်ဥပမာနဲ့ပြောခြင်းပြောကြောက်တောင်ကြီးဥပမာနဲ့ပြောခြင်းပြောအနှစ်တရာကြာတစ်နှစ်ပုတ်တိုက်လို့ပြောင်းသွားတာနဲ့ဥပမာလေးပေးပြီးအဲ့ဒီလိုကုံသွားတာသည်ဟဲ့လားအဲ့ဒီဟာကုံရင်ကုံမယ်တကဘာဆိုတာမကုံသေးဘူးသို့တော့အဲ့ဒီတကဘာကိုအတိုင်းအတာအနေနဲ့ခဏန်းတော့ချလို့မရဘူးအတိုင်းအတာအနေနဲ့ပြောရင်အတင်ချေရကတ်ကြီး4ကတ်ပါတယ်အဲ့ဒါပြောရမယ်အတင်ချေရကတ်ကြီး4ကတ်နဲ့4အတင်ချေနဲ့ရောနိုင်တာကိုပြောနေတာနော်အတင်ချေရကတ်ကြီး4ကတ်ပါတယ်ဟုတ်လားတကဘာမှာကဘာကြီးစဖြစ်တယ်ဖြစ်စေဖြစ်ပြီးတည်တယ်ပြက်တယ်ပြက်ပြီးတည်တယ်ဆိုတဲ့အတင်ချေရကတ်ကြီး4ကတ်ပါတာကိုတကဘာဟုတ်ပြီနော်အဲ့ဒီတကဘာမှာအဲ့ဒီအတင်ချေရကတ်ကြီး4ကတ်မှာမှဓမ္မမိတ်ဆွေတို့သိရမှာကအတင်ချေရကတ်ကြီး4ကတ်မှာအတင်ချေရကတ်ကြီးတကတ်မှာအန္တရကတ်ပေါင်း64ကတ်ပါတယ်အန္တရကတ်တကတ်မှာတက်ကတ်ဆုတ်ကတ်အာယုကတ်တစုံပါတယ်အဲ့ဒါတွေနဲ့ပြောမယ်ဆိုခဏန်းဘယ်လိုလုပ်ချမလဲဟလာအဲ့တော့ခဏန်းဘယ်လိုလုပ်မှချတဲ့အတွက်ဥပမာပေးပါဆိုခုနဥပမာနဲ့ပေးရမယ်ဒါကတကဘာဆိုတာအတင်ချေရကတ်ကြီး4ကတ်ဖြစ်ကြောင်းဒါပေမဲ့ကလေးတွေကြရင်တကဘာဆိုတာအလွန်ရှည်လျားတယ်ကဘာလုံးကြီးကိုပြောတာမဟုတ်ဘူးဆိုပြီးဥပမာလေးပေးရုံနဲ့လုံလောက်ပြီမေးတဲ့ပုဂ္ဂိုလ်ရှိလာခဲ့ရင်တော့ဓမ္မမိတ်ဆွေများရှင်းပြတတ်အောင်သင်ပေးတာ4အတင်ချေနဲ့မတူဘူးနော်အဲ့ဒါမှကျမတို့အရင်တော့ကျမတို့ကိုယ်တိုင်လည်းမကွဲတဲ့အတွက်
တင်ချေတင်ချာဆိုတာဟလာရေတွက်တာတင်ချေတင်ချာဆိုတာရေတွက်တာအတင်ချေအတင်ချာဆိုတော့ရေတွက်လို့မရတော့လေးအတင်ချေကိုကျမတို့ကရောပြီးတော့လေးတင်ချေလို့ဆိုလိုက်တော့အပြုတ်မသွားဘူးလားအဲ့တော့တင်ချေတစ်ခုကိုပြောပါဆိုတစ်နောက်မှာ3ည140အဲ့ဒါနဲ့ရောခဲ့တယ်ကျမတို့အရင်တော့ကတင်ခဲ့တာတွေကကျမတို့ကိုယ်တိုင်လဲရောတာတွေပါသွားတယ်တတင်ချေကိုရေတွက်တာဆိုရင်တတင်ချေဆိုတာကဏ္ဍချလို့ရတယ်နော်တတင်ချေဆိုတာတစ်နောက်မှာ3ည140အခုဥစ္စာအတင်ချေဖြစ်တဲ့အတွက်ကဏ္ဍချလို့ကိုမရဘူးအဲကြောင့်အခုပြောချင်တာလေးတင်ချေလားလေးအတင်ချေလားအဲ့ဒါလေး꿰ရမယ်ကျမတို့ကိုယ်တိုင်အရင်တော့လေးတင်ချေပြောမိတော့မှားသွားတတ်တယ်เนาะဒါလေးကလည်း correction အနေနဲ့ပြန်ပေးတာပဲဘာလို့ဆိုကိုယ်တိုင်ကလည်းဘယ်သိမလဲစာအုပ်တွေလည်းဖတ်ကြတာဆိုတော့လေကိုကလည်းဖះရှင်လက်ထက်လည်းမှီခဲ့တာမဟုတ်ဟလာဒါပေမဲ့ကိုကစာဖတ်ပြီးတော့သိတဲ့အခါမှာတချို့စာတွေမှာအဲ့ဒီလိုမျိုးရေးတာလေးတွေကိုကိုကလည်းဖတ်ပြီးတော့ပြောလိုက်တဲ့အခါကျတော့မှားသွားတယ်ပေါ့အခုကျမ်းစုံနဲ့ဆရာတော်သမတော်ကြီးတွေဒါကြောင့်ကျမတို့ပရိယတ်ပဲဖြစ်ဖြစ်ပฏิပတ်ပဲဖြစ်ဖြစ်ပရိယတ်ဘက်မှာလည်းကျမ်းစုံပြီးတကယ်ပညာတတ်တဲ့ပုဂ္ဂိုလ်ကြီးတွေရဲ့ရေးတဲ့စာအုပ်ကမှခိုင်လုံတယ်တွေးတဲ့စာအုပ်တော့ဖတ်ပြီးတော့တန်းတင်လို့လုံးဝမရအောင်ဒါကိုသိရမယ်ဒါပရိယတ်ဘက်ပฏิပတ်ဘက်မှာလည်းအခုမှကျင့်ပြီးတော့ကိုတော်တမက်တဖို့တော့မရဘဲနဲ့မက်ဖို့နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုပြနေတဲ့သူရဲ့ဟာဆိုရင်မှားမလားမှန်မလားမှားမှာပေါ့တကယ်ကိုမက်ဖို့ကိုရမျက်မှောက်ပြုပြီးတဲ့အရိယာကြီးတွေဆရာတော်သမတော်ကြီးတွေကမ္မထမ်းပိုင်းဆိုင်ရာမှာရှိနေတဲ့ကမ္မထာနာစရိယာကြီးတွေပြတ်တာတဲ့တရားကမှမှန်လားမှားလားဆိုတာသိခွင့်ရတာပေါ့ဒါကြောင့်ကျမတို့ကပရိယတ်ဘက်မှာလည်းခိုင်လုံဖို့လိုတယ်ပฏิပတ်ဘက်လည်းခိုင်လုံဖို့လိုတယ်ကိုယ်တိုင်ကပြန်ပေးရင်လေပရိယတ်ဘက်မှာခိုင်လုံကြရင်လေကိုယ်တိုင်တေချာစူးစမ်းရမယ်ပฏิပတ်ဖက်ဆိုရင်လေကိုလူပုဂ္ဂိုလ်တွေအနေနဲ့တရားပြဖို့ဆိုတော့တော်တော်ခက်လိမ့်မယ်ဟုတ်ပါလားအဲ့ဒါကြောင့်တကယ်နိမန်လမ်းမှန်နဲ့အားထုတ်ဖို့လေလိုအပ်ပါလိမ့်မယ်ဒါကြောင့်သာသနာကိုယ်တိုင်တီအောင်ပြုဖို့ဆိုရင်လေမှန်ကန်သောဆရာစီကနေလက်ဆင့်ကမ်းဖို့လိုတယ်ကိုကတစစ်သူများကိုပေးမယ်ဆိုရင်လေကိုကမှန်ကန်ပေးတတ်ဖို့လိုတယ်ဒါကြောင့်ကျမတို့တွေတင်ခဲ့တဲ့နေရာမှာတောင်မှအတင်ချေနဲ့တင်ချေနဲ့မှားသွားတဲ့အတွက်တတင်ချေဆိုရင်တစ်နောက်မှာ3ညတစ်လုံးဆိုရင်30တစ်နောက်မှာ3ညနှလုံးဆိုရင်100စသည်ဖြင့်တစ်နောက်မှာ3ညအလုံးပေါင်း140ဆိုတတင်ချေအခုဥစ္စာက4တင်ချေဆိုတော့4နဲ့မြောက်ရတာမဟုတ်ဘူး4တင်ချေလဲလုံးဝမဟုတ်ဘူး4အတင်ချေအဲ့တော့4အတင်ချေကိုတင်ခြင်းနဲ့ဆိုရင်ဟလာခုကျေးဇူးတော်ရှင်သူမေတာရှင်ရဲ့သိနိယတဗျာဒိတ်ဖျားစုစပန်ခဲ့တာဒီပင်ကရာမြတ်စွာဘုရားမဟုတ်ဘူးလားဒါဆိုရင်နှစ်ကျိတ်နဲ့ရှစ်စုတော်မြတ်စွာဘုရားဆိုတော့ခုခေတ်ကလေးတွေကြားဘူးနာဝရှိတဲ့အတွက်နှစ်ကျိတ်ရှစ်စုကုန်သောဘုရားတွေမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ကွန်တင်ညမြတ်စွာဘုရားဂျာမှာဘာဖြစ်လဲတတင်ချေတိအတင်ချေအဲ့ဒီတိအတင်ချေဒီမနေ့ကပြောခဲ့ပြီးပြီအဲ့လောက်လေးပြောရင်တော့ရလားမရဘူးလားကလေးများကြရင်ငယ်တဲ့ကလေးတွေကြရင်တော့ရေတွက်လို့မရတာ၄ကရေတွက်လို့ရတာတသိန်းဒီလောက်ဆိုတုံလောက်ပြီလူရွယ်တွေကြရင်လေးအတင်ချေကိုသူတို့သိချင်လို့လာမေးဓမ္မမိတ်ဆွေများအဲ့ဒါနဲ့ရှင်းပေးလိုက်ပါဟုတ်ပါလားဒီပင်ကရာမြတ်စွာဘုရားနဲ့ဗေမြတ်စွာဘုရားကြားကွန်တင်ညမြတ်စွာဘုရားကြားမှာတိအတင်ချေတစ်တင်ချေလားတစ်အတင်ချေလားတစ်အတင်ချေအဲ့ဒီတင်ချေတစ်အတင်ချေကိုနာမည်ပြောရင်သေလအတင်ချေအဲ့ဒါလေးတွေပြောပေးရင်ကောင်းတယ်ပေါ့ဟုတ်ပါလားသေလအတင်ချေပြီးရင်ကိုဏိညမြတ်စွာဘုရားနဲ့မင်္ဂလမြတ်စွာဘုရားကြားမှာတိအတင်ချေနာမည်ပြောပါစေဘာတအတင်ချေဟုတ်ပါပြီနောက်အတင်ချေတစ်ခုကိုတွက်ရင်သောဘိဒမြတ်စွာဘုရားနဲ့အနောမဓာတ်တိမြတ်စွာဘုရားကြားမှာတိအတင်ချေနာမည်ပြောပါဆိုဇေယအတင်ချေဟုတ်ပြီနော်နောက်တစ်ခါနောက်တစ်စုကနောက်တစ်တင်ချေအတွက်ရင်နာရဒမြတ်စွာဘုရားနဲ့ဘဒုမုဒ္ဒရာမြတ်စွာဘုရားကြားမှာတိအတင်ချေနာမည်ပြောရင်ရုစီအတင်ချေဟုတ်ပြီနော်ရုစီအတင်ချေဒါဆိုရင်ဒီပင်ကရာဒီနှစ်ကျိတ်စစ်စုနဲ့ရေတွက်ရင်နံပါတ်4နဲ့နံပါတ်5ဖရာအကြား
နံပါတ်5နဲ့နံပါတ်6ဖရာအကြားနံပါတ်9နဲ့နံပါတ်10အကြားနံပါတ်12နဲ့နံပါတ်13ဟုတ်ပြီနော်အဲ့လိုလေးပြောနိုင်ပိုကောင်းမကောင်းနှစ်ကျိတ်ရှိစုဖရာများတော့လူငယ်တွေပါလူငယ်တွေပဲကြာရင်ဒါမေးပြောဖို့လိုလာပြီပေါ့အဲ့တော့ဓမ္မမိတ်ဆွေတို့လူငယ်နဲ့လူကြီးများဘက်ကမေးခဲ့ရင်ဖြေနိုင်ဖို့ရိတ်ခါကလေးများကြာရင်အဲ့လောက်ပြောเสียမလိုဘူးကလေးတွေကြာရင်400သိချင်တဲ့ကဘာတသိန်းကိုဘယ်လိုပြောမယ်ရေတွက်လို့မရတာက4ကာရဲ့ရေတွက်လို့ရတာကတသိန်းအဲ့ဒီလောက်ပြောရင်လုံလောက်ပြီနာမည်ပြောပါဆိုရင်တော့4အသင်ချေနှစ်ကဘာတသိန်းအသင်ချေနဲ့သင်ချေနဲ့တူလားသင်ချေဆိုတာရေတွက်လို့ရဒါပေမဲ့အလွန်များပြားတယ် infinity အလွန်များပြားတာကြတော့သင်ချေပေါ့ဒါကြောင့်မင်းကိုလေဟလာရေတွက်လို့ရတာနဲ့ချစ်တယ်လို့ပြောမလားမရေမတွက်နိုင်အောင်ပြောချင်အသင်ချေအသင်ချာရေတွက်လို့မရလောက်အောင်ကိုမင်းပေါ်မှာမေတ္တာရှိပါတယ်ဟုတ်တယ်လားအဲ့လိုမျိုးပြောတာကြတော့အပါမလားမပါဘူးလားပါမလားမပါဘူးဟာအမပါအသင်ချေအသင်ချာလေမင်းကိုရေတွက်ပြီးတော့ချစ်မှာလားမရေမတွက်နိုင်အောင်ချစ်မှာလားကလေးတွေမေးတယ်မလားဖေဖေကြီးကိုဘလောက်ချစ်ဆိုအများကြီးဘလောက်အများကြီးလဲဆိုဒီမှာလက်ကြီးနဲ့လုံးမပြဘူးလားဟုတ်တယ်နော်မိုးလောက်ကြီးဒါတင်စားဥပမာပြောတယ်ကျမတို့ကြတော့ဒီရတက်ပြီးပြောလို့ရတာဘလောက်တောင်ချစ်လဲဆိုရင်ဘယ်လိုဖြေမလဲအသင်ချေအသင်ချာဒါမှမဟုတ်ကဘာကြီးလောက်ပြောလို့မရဘူးလားကဘာတော်မှတိမ့်တန်းကတိဟိုကတသိမ့်မဲ့ပါရမီဖြစ်ကျမတို့ကတော့လောဘကြီးတာဟုတ်တယ်လားကျမတို့ကြတော့အတွေ့အများလားမများဘူးလားနည်းနည်းတွေ့ရင်တော့နည်းနည်းစွန့်ဖို့ခက်တာလေကဘာကြီးမကချစ်ပါတယ်ဆိုရင်ကဘာအသိချေကဘာအသိချာပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်တော့တော်တော်များမလားမများဘူးလားအဲ့ဒါဆိုရင်တော့ဖះဆူဆူချွတ်လို့တော့ကျွတ်မယ်မထင်တော့ဘူးနော်ဓမ္မမိတ်ဆွေများအဲ့ဒါလေးရေတွက်တာလေးသင်ပေးပါလေးအသိချေနဲ့ကဘာတသိမနေ့ကနားလည်အောင်ရှင်းတာကတော့အန္တရာကတ်တွေလည်းပြောပြသွားတယ်အာယုကတ်တွေလည်းပြောပြသွားတယ်ကဘာဖြစ်ပုံပြက်ပုံတွေလည်းပြောပြသွားတယ်ဒါတွေကဘဝတုတ္တကိုကပြန်ပေးရင်တော့အဲ့ဒီလောက်အများကြီးပေးလို့မရဘူး16ရက်နဲ့ course ပြအောင်သင်မယ်ဆိုအဲ့လောက်သင်လိုက်ရင်ရပါမလားမရဘူးနော်သဘောပေါက်ပြီနော်ဒါကြုံလုံးထည့်ပြောတယ်အဲ့ဒါလေးသတိရတော့တော်တော်ကြာကိုကပြန်သင်ပေးတဲ့အခါကျတော့ဟလာဗုဒ္ဓဝင်ကဘယ်နှစ်ရက်ဆိုရက်ပေးလိုက်တယ်မပြီးပါလားဆိုဘယ်နာကြာလဲဆိုအဲ့ဒါနဲ့ကြာနေတာဖြစ်နေမှာဆိုလို့သတိရတော့ပြန်ပြောပါတယ်ကဲဒါဆိုရင်နံပါတ်9ပြန်ကြည့်အောင်ဤသို့ဘဝများစွာတန်တရားကာလပတ်လုံးပါရမီတော်တို့ကိုဖြည့်ကျင့်တော်မူခဲ့ပြီးနောက်ဘုရားလောင်းတော်သည်အရေးကြီးပြီဘဲမှာအနာယူပြီလေတုတိတာနတ်ပြည်၌ဘဲဘွဲ့အမိနဲ့လေတေတကေတုမီသောနတ်သားသွားဖြစ်တယ်တဲ့ဟုတ်ပြီနော်အဲ့ဒီအကြမှာကျမတို့ရဲ့ကျေးဇူးတော်ရှင်မြတ်စွာဘုရားအလောင်းတော်သည်နတ်သက်ပြည့်အနာယူတယ်အရင်တော့ပါရမီတွေဖြည့်တဲ့အခါနတ်ပြည်ရောက်သွားရင်နတ်သက်ပြည့်မနေဘူးနော်အဓိမုဒ္ဓိမရဏလို့ခေါ်တဲ့တေခြင်းမရဏ၄ပါးထဲမှာမပါတဲ့မိမိရဲ့စိတ်ကိုအဓိဋ္ဌံပြီးတော့ပါရမီဖြည့်မှာဖြစ်ကြောင်းနတ်သက်ကိုကြွေအောင်လုပ်ပြီးတော့မှဟလာပါရမီပြန်ဖြည့်တာအဲ့တော့အခုဒီကျမတို့ကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားသည်လေးအတိချေနဲ့ကဘာတသိန်းပါရမီပြည့်ပြီးတဲ့နောက်မှာတော့တုတိတာနတ်ပြည်မှာတေတကေတုအမည်ရှိတဲ့နတ်သားအနေနဲ့ဟလာအနာယူတယ်ဆိုတော့တုတိတာနတ်ပြည်ဆိုတာဓမ္မမိတ်ဆွေတို့မှတ်ခဲ့ရမယ်နော်ဟုတ်ပြီနော်နတ်သားရဲ့ဘွဲ့နာမည်လည်းသိရမယ်အဲ့ဒီလိုနတ်သားဖြစ်နေစဉ်မှာပဲဒီနေရာမှာစัจ java လာတိုက်တသောင်းကနတ်ပြမာများသည်ဖျားဖြစ်ရအချိန်တန်ပါပြီလူပြည်သို့ဆင်းပြီးတော့ဖျားဖြစ်တော်မူပါလို့ညီညာယုံစုတောင်းပန်နေဆိုစัจ java လာတိုက်တသောင်းကလေးများတော့ဒါလေးနဲ့ပြောလိုက်ယုံမဲလူရွယ်တွေကလာမေးရင်ပြောတတ်ဖို့လိုတယ်ဆရာများကတော့အကုန်လုံးကမေးသလောက်ကိုသိအောင်တော့ prepare လုပ်ထားဖို့လိုလားမလိုလားစัจ java လာဆိုတာ32ပုံတအုပ်စုကိုစัจ java လာတစ်ခုလို့သုံးတယ်32ပုံတအုပ်စုကိုစัจ java လာတစ်ခုလို့သုံးတယ်လောကကြီးထဲမှာအနန္တာကာသဆိုတဲ့ဟင်းလင်းပြင်ကြီးရှိတယ်အဲ့ဒီအနန္တာကာသဆိုတဲ့ဟင်းလင်းပြင်ကြီးဒီအတိုင်းအတာမရှိအနန္တအာကာသဆိုတာဟင်းလင်းပြင်သူ့ရဲ့အပေါ်မှာလေထုကြီးကယူဇနာ9သိန်းနဲ့6သောင်းသူ့ရဲ့အပေါ်မှာရေထုကြီးကယူဇနာ4သိန်း8သောင်းသူ့ရဲ့အပေါ်မှာမြေထုကယူဇနာ2သိန်းနဲ့4သောင်း2သိန်း4သောင်းမှာအောက်မြေကန်ကတိလာပထဝီဆိုတဲ့ကြောက်မြေက3သိန်း2သောင်းသူ့အပေါ်မှာရှုမြေက3သိန်း2သောင်း
Eri Shumi do dema, Nayeji Shita Shide, Nye a Poma Jaro, Lubo Shime, Eri Lubo Mama, Teresani le Lubo Mave, Miko Kaya Nejare, Jadaro, Aduragero, Sale, Lubo, Nessabi Nere, Abidima, Gonduza, Novaroso, a Pelebo Ma, Bontana, Dija Shido, a Pebo so Naye, Bontana, Dija Mashide, a Pebo so, a Petombo Yoare. The two Jensa Jai, a Pedi Lebon Doare. A Pelebo Suraga, Teresane, sorry, Piedane, a Durake, the Pound Bido, the bone you later, a pay dombo, let only shit, a Pelebo, Tombo, though. That's a debontanari, Golodi, Mimiroye, Agudo, Kanjam, Pony, Pontanari. The getting Shashi, Lalo, Yemin data in a dress and lady, Ludari, Nitane, Niama, Nini, a dredger, Dago Teresana, Yoni, Lutonjai. Jadaro, Durake, Jalo Shino, Dura, Ludari, Nitane, Tres Jadarema, a two Jada, Mujara, Kudo Gamu, Yanya, Kudo Gamu, a Joe, Kanzalo Yare, Di Luri, and Yawe Lucien, Taru Kogu, she the Jada Yajaro, Chulupo Luere, a Simimbo Luere, the Lobjadari, Shidalo, the Modia, Niecha, and Irinama, needed Jadari or Shimashi, Arari, Le Shijari, Erojada Sura, Lova Agudo, Kanjam Chite. Tresan sura moa agudo kanjam pide, Naye sura doda agudo kanjam pide sale payashing a hotabi. Tao the chobo riga, Naye Tresan Jada, Durage sura, Name Boniva, the getting Shamashiva, Payaho de out, Bo Pipe Larari, Mia Boni Jabi, Tabazo, Eraro, Ala Oga Zakaro can time, tap your me. Be Lubo, Lubi, Nani Biro, Usana lay down the town, qua. Lubiega Nebiro, Usana Tatanga, Aqua, Masui, Tenzo, Nayeshide, Niaji the Tatati, Usana Tatanga, Qua Wides, a teacher, Hore, Pide Dre, Nayeji Shita, Tinsha, Shimishisa, someone may go Nevali, Bidma, Vinsaya, Main, Taria Nepia. Nabis are the getting Shanshimis, Paya Hogede, Nabis are Lubiana, Usana lay down the town, Qua. Nimo down it, the wet Neyama, you can do down, Arineyama, Stumari Nebo, she there, Nimo down, Tama Giant, down in the Nebi, she there, be using a lay down the town, Aqua, Leha Binema, Jalo, she, no, Allah, Yamabo, do the double name and already, Brane, Mida, without it, so Nebi, Chowter, she there, Tema, Yene said the Nebia, Nata, Yene said the Nebia, later, that's a Bayajiri Varima. Amanda Saka Wale do so, Natty, Pimpe de Kama, Mina Didon Namia, County Nighty Don Namia, Atenamia Alono, Didiana, and Joya Baza, Dao, Shisia, Yigas, Talaco Dinian. Adam Yene Satena, Yene Sate Natty Shija. Ari Nabi Gani Viro, using another day shit town, Aquama, Patamazan Bombo, Jamabo Nesedi, using a Debone de Boma, using another day shit towns, Gua Wedes at the Yami. Lubiega Nebido, Newa Dina Sure, a Teboeza, Newa Dina Nadina Yeranabo, using a Kunagade Shitan, Chow Day, Nadan, Chow Town, Guawi, so Dari listening to Jago did it. A Guawi Dijari, Hoke be that Pide a dre, Dodo, Dibonanari, DJ RP, Mebo Navan Yabu Mahobu, Dilo Tatawari, Shide, Lupea Hore Dre, Tamaruga, Dibon Tatawari, Amia, we meet a bolu Yamia, Yaba, the Lope. Davi Daddy Mebo neighbor, Yaja, Motor, Paya, a basic Dario, sound be Maho, Dalile Tibulo, get to Babi, Edido, this set of light the Kusura, the Tosetable, also Bioi, a Pega, Lebo, Lubo, Nabi Chowter, Jamabo, Nesse Soyi, a Tonseti, Tonsetable, the Setawala, the Ku, Setawala, the Kune, the Kuma, Setawala, the dining and Nakanta Tabida. Arigabi, the Setawala net, Toyeti, Setawala bound, go down, go ya, goes a go, why now, the Setawala, the a leg on dead, Payabuya, Setawala, Peter, Tomorrow Setawala, Diamond Setawala, Mo. No, Payabuya, Setawala, Mizima Setawala, Lutoni. Ari Setawala, Toyega, Setawala bound, go down, go ya, goes a go, Jenny, Biro, Setawala, the town ready. The Agada, Helim Jinima, Setawala, the boundary, Tishi Jare, Lupia Hore, Setawala, Ananda, Tatawabale, Ananda, Pipari, Hobala, Daja, Mida Bude Kama, Ananda, Setawala, Ananda, Tatawaru, Pian Kadenkinya, Bazis, Tau Bionira, Tabi me, Payabuya, Setawala,
မှာလဲစัจ java လာမှာလဲဖះတို့မိဒီ32ပုံထဲမှာလူပုံမှာသာပွင့်နေလူပုံမှာလဲလူသားတို့နေထိုင်တာကျွန်းကြီးလေးကျွန်းမှာလဲတောင်ကျွန်းမှာပဲပွင့်နေတောင်ကျွန်းမှာလဲမစ္စည်းမဒေသဖြစ်တဲ့နေရာမှာသာပွင့်တဲ့အတွက်ဒီဗဒ္ဒကဘာမှာမစ္စည်းမဒေသဒီအိန္ဒိယနိုင်ငံဒီမစ္စည်းမဒေသဖြစ်နေတယ်เนาะအဲ့တော့အိန္ဒိယနိုင်ငံအခုခေတ်အနေနဲ့ပြောရင်ကပိလဝနေပြည်တော်เนาะဒီနေရာမှာဖះပွင့်ခဲ့တယ်အဲ့တော့ဒီစัจ java လာမြတ်စွာဘုရားဖះလောင်းတော်မွေးဖွားရာမြတ်စွာဘုရားအလောင်းတော်ဟလာဒီတန်တေယူရာမြတ်စွာဘုရားအလောင်းတော်မွေးဖွားရာမြတ်စွာဘုရားအလောင်းတော်တောထွက်ရာဒီစัจ java လာကိုမြတ်စွာဘုရားနဲ့ဆက်တဲ့အတွက်ကြောင့်ဒါကိုဇာတိခေတ်လို့သုံးတယ်ဇာတိခေတ်ဆိုတာစัจ java လာ1000တွဲမြတ်စွာဘုရားဟောတဲ့တရားဓမ္မအာနာတွေပြည့်နှံ့နာကိုကြတော့ဝိတ္တယခေတ်လို့သုံးတယ်ဘုရားဓမ္မတရားရဲ့ဓမ္မစက်တွေဒီခုပဋ္ဌာန်းရွတ်တယ်ဆိုပဋ္ဌာန်းဒီဘယ်လောက်ထိပြန့်သွားနိုင်လဲလို့ပြောရင်စัจ java လာဂတိတသိန်းထိပြန့်လို့ရတယ်မေတ္တာပို့ရင်လဲစัจ java လာဂတိတသိန်းထိပို့သွားလို့ရတယ်ရတနာတုတ်တွေရွတ်ရင်လဲဂတိတသိန်းထိသွားလို့ရတယ်အတ္တာဒီအာနာခေတ်လို့သုံးတယ်အာနာခေတ်ဆိုတာစัจ java လာဂတိတသိန်းဇာတိခေတ်ဆိုတာစัจ java လာ1000မြတ်စွာဘုရားရဲ့တပ္ပိညုတဉာဏ်တော်ကတော့အသင်္ချေအနန္တတိသွားတာဝိတ္တယခေတ်လို့သုံးတဲ့အတွက်ခေတ်ဆိုတာအပိုင်းခြားခေတ်3ပါးရှိတယ်ဇာတိခေတ်ရဲ့အာနာခေတ်ရဲ့ဝိတ္တယခေတ်အဲ့ဒါအဘိဓမ္မာကြရင်ဘုံပိုင်းမှာအသေးစိတ်သင်ရလားမသင်ရဘူးလားသင်ပြီးသားသူတွေမှတ်မိအောင်ပြောပါတယ်မသင်ရင်သေးရတဲ့လူတွေကတို့ယုံလေးတွေတို့ထားလိုက်ပါဟုတ်ပြီနော်ဒါသိအောင်ပြောဘာကြောင့်လဲဆိုစัจ java လာ1000ဆိုတာလေးကိုပြောခြင်းလို့ဒါကြောင့်မြတ်စွာဘုရားတန်တေယူပြီးဆိုရင်လေငင်္ဂလင်ကြီးတွေလှုပ်ရင်ဒီစัจ java လာမှာနေလှုပ်တာမဟုတ်စัจ java လာ1000တွဲရပူးရဖြစ်တဲ့အတွက်ဒီအထိသိတယ်မြတ်စွာဘုရားတရားဥဒ္ဓမစัจ java ဟောတော့မယ်ဆိုရင်တရားဥဒ္ဓမစัจ java ဟောတော့မယ်ဆိုရင်အဲ့ဒီမိဂဒာဝံတော်မှာရှိတဲ့ရုပ်ကစိုးဘုံမစိုးတွေကနေကြွေးကြော်ကြတယ်မြတ်စွာဘုရားတရားဥဒ္ဓမစัจ java ဟောမယ်ဆိုဘုံမာနံဒေဝနံတတ္တံသုတ်တဝါစတုမဟာရာဇိကနံဒေဝနံတတ္တာမနုဿဝေသုံးဆိုပြီးကျမတို့မရွတ်ဘူးလားတခါစတုမဟာရာဇိကနံဒေဝနံတာဝရိန္ဒနံစသည်ဖြင့်ရွတ်သွားလိုက်တာနောက်ဆုံးအကနိဋ္ဌဗြဟ္မဘုံတိုင်အောင်ဆိုပြီးတော့သွားတဲ့နေရာမှာစัจ java လာအစစ်စစ်ကြွေးကြော်ရင်ဘယ်လောက်သိလို့ရလဲ1000တွဲသိတဲ့အတွက်1000တွဲကနတ်တရားတဲ့မြတ်စွာဘုရားအလောင်းတော်ဖះလောင်းတော်နတ်သားတို့ကုန်းခိုရာနေရာဒီနတ်ပြည်6ထပ်မှာတုတိတာနတ်ပြည်တုတိတာနတ်ပြည်ဆိုတာနတ်ပြည်6ထပ်မှာနံပါတ်မှာ4စတုမဟာရိတာဝရိန္ဒာယာမာတုတိတာဒါကြောင့်တုတိတာဒီဖះလောင်းနတ်တွေနတ်သားတွေကုန်းခိုရာနေရာပဲဖះလောင်းများကုန်းခိုရာနတ်ပြည်ဆိုရင်တုတိတာနတ်တာဝရိန္ဒာဆိုတာတရားမင်းနဲ့ဟလာတရားမင်းတိတိန်တာမကလူလေးနဲ့တကွာ3ချိတ်3ယောက်သောနတ်တွေစုဝေးနေရသည်တာဝတိန်ဒတာဝရိန္ဒာဒါတိတိန်ဒတာဝတိန်ဒတာဝရိန္ဒာမနတ်ကြီးနေတာကနတ်ပြည်6ထပ်ရဲ့အမြင့်ဆုံးပရနေမိတဝတ္တဒါတွေကအဘိဓမ္မာသိရင်ဒါတွေကသိလာတဲ့အပြင်စောင့်မမေခွန်းလိုင်းဖြေလို့တက်ရမယ်ဟုတ်ပြီနော်ဒါဆိုရင်ဓမ္မမိတ်ဆွေတို့သိဖို့ရမှာကျမတို့ကျေးဇူးတော်ရှင်မြတ်စွာဘုရားအလောင်းတော်ပါရမီပြည့်မြောက်အနာယူရာဘုံဌာနနဲ့ဘွဲတော်လို့စာမမေးရေအနာယူရာဘုံဌာနမှာတုတိတာနတ်ပြည်ဘွဲတော်မှာဒါလေးသိထားရမယ်ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်အဲ့ဒီမှာမြတ်စွာဘုရားအလောင်းတော်ဖျားဖြစ်ဖို့အချိန်တန်ပါပြီလို့လာပြီးတော့ရှောက်ထားတာလူတွေကရှောက်มาလားနတ်ပြည်ဆိုတော့ဘယ်သူတွေပဲသွားလို့ရနတ်ဗျမာတွေနတ်ဗျမာစัจ java လာဘလောက်ကလဲ1000ကနတ်ဗျမာတွေလာပြီးတော့ရှောက်ထားတော့ဖျားဖြစ်ဖို့အချိန်တန်ပါပြီလူပြည်တို့ဆင်း၍ဖျားဖြစ်တော်မူပါလို့တောင်းပန်တော့မြတ်စွာဘုရားအလောင်းတော်အေကောင်းပြီဆိုပြီးဒိုင်းဆိုမစင်းသွားဘူးတဲ့လူပြည်ကိုကြည်ချင်းကြီး9ပါးကြီးတွေလာပြီနော်စွန့်ချင်းကြီး5ပါးကြည်ချင်းကြီး5ပါးကြည်ချင်းကြီး5ပါးနဲ့ကြည်ပါတယ်တဲ့ကြည်ချင်းကြီး5ပါးမှာစာမျက်နှာ3ကာလာဒီပါဒေတာကုလာမာတုအာယုပရိစေဗုဒ္ဓဘာသာဝင်ကောင်းတယောက်ကဒါတွေကဒိုးထောက်ကိုရရမှာအလွတ်ကိုရရမှာဟုတ်တယ်လားသူများကိုသင်ပေးမဲ့ဆရာများကလည်းအလွတ်ရဖို့လိုမလို့ခ
Kalero ye, Jijini Nava, Neunque, Kala bo, Kala Zabale, Palajaza, Lulu Miauno, Kala Sura, Paya Pia, a chain Kala, Payaro Midi, Begalada, Puileso, so get Kala, ye, Pain Danny, Yaranja, I be my Quago, do, Hobby not, Tene Kaja, that Tetiam, Paya Pia, chain Kala, so get Kala, ye. Pain Danny, Yadanja. Pain Danny, Yadan, Badane, go de la de Dela. The Pain Danny, the Yadanja. Oh, we know, get out the group, Diba. Payabia, Julias, Payaro di, Nabima, Buena la, Pimabima, Buena la. Lubima, Ludare, Nera, Juni, Legion, Junge, Bangayama, Payaro midi. Down June go Bali Lobio, Sabudi ba Dobile, Sabudi ba Jumbo, however, Sabude Jun or Madonna, Sabude Jun, Tomorrow Gaba Ema, Jesurosin, Serovia, the Rintonia, Hala, Jones on Nideole, Oba, we Hara, Hola, Sadibi, Sabudi ba, Sadibi, Juni Legion, Name, Payment Howla, a Prago, ya na, Sadibi, Name, Mapate Howla. Madiva, Elumane, Madiva, Doasro, Tuarada, Hotela, Catavaro, Payapia, Ju, a year, so ye, Sabudi ba, June, down June, so Leia, Bay, Hotela, Hovela. And he lay a bed down Juma, the Payalon or Bumabui, Madame Gaba, June, Jai, Jayone, Bobby Road, Payabuma Buin, Sora, Dima, Sida, Totabi, Namego, Magia, that's Sabudi ba. Namatrons are Balebio, so like that, so like that. Hey, Namatrons are Babia, Matthew, hey. How the I look here, Mala, Tia Mala. You know, a Tila. A Kubalo di. Tin Lobo, Rajam, Matin, Tiare, Tima, Tivare, Hobavi, Titare. Any town Jumama, Payaro, the Bede Dama, Puiles, Mizima Dita. Mizima Dita, the Kubata Gaba, the Bata Gabama. Mizima Dita, the Beniale, India Nangan. Hobby no, Raja Kagu Damia Swabia, Kona go Mia Swabia, Kataba Mia Swabia, Kugorma Mia Swabia, Didenia Buenano, Tapiashin and Buenia, Raja, tomorrow Buddha Gaya, Dwajare, so Dinia the Tamania Mo. Payashin in a Payan along door dine. Hala, Diniama, Kileda Manego, Angereniam, Hobula. Diledari, a concongere, Nia, Dinia Mabe, Payapigo, Yashigere, Nia, Hola, Dinia, Dinie, a yeti, Auni, a sipe. The mamma is I know that Titabo or Lomalo. No, Daja, Mizima, di Batagaba, Drapionida, no, Tatinia, Daja, Mizima, di Dadi, Ku, Cotizuros in Gorama, Yasavia, Puine, a Chema, Eri Mizima, di Dadi, Benia, Indian Nine. Capilla Nebiro. Now the chair, Kula, a mule, Payaro Pia, a mule, di, Mimio, Domaho, Pona Mu. Hobino, Ari Chema, Kika Lama, Mimio, the Atedanja in Payaro di, Mimio Ma Buene. The Catacho Kika Laja, Mene, a timing camp, Pinya, she brought hey Gidiga, a Tedanja, Pona Murema, Puini Shide, Daja, Mimio Dolaga, Pona Muma Dolaga, Puino, Jesuros in Gorma Miaswap here, the La Paya Pitome a Chema, Tedaki do neta, local, Tilade a Chema, Mizima de the Indian Nangama, Bam Yoga, Tedanjanile, Mim Yoga, Tedanjare, a dre. Dineyama, Kabilo, Nebiro, Mimio, Gilaito, Minga, Kabilo, Gishinga, Todorana Maharaza. Todorana Maharaza, bite him a Wayamala. Robadu bite a Wayama. 2 years, Mibia, Tede Wayamala, Gigi de Waya, Mibia County, Mibia County, Gilaito, Tiri Mahamaya Dewi. Todorana Maharaza, Niemane of Salon Jutara. Oh, we know, they want to have Gishin yet. No, they want to have Gishin, the Mina, Niao Salon go, La Leia, Laway, Down Nansan and Youngazan, Hola, Down Yazane, Youngazan, so grow, Utah, Niama, Down Nansan, see way out, Malam, Young Nansan, see way out. At Down Nansan, Dirima, Maya Dewi, Dibega, Gorami. Gorami, Yamasi, Winlo Miaro,
တိရိမာမာယာဒေဝီစီဝင်ရတော့မယ်ဝင်တော့မယ်ဆိုတဲ့အခါမှာလေထူးခြားချက်ကတိရိမာမာယာဒေဝီကဖះအလောင်းအရင်သားသမီးမွေးခဲ့ဘူးပြီဆိုရင်လေဝင်လို့မရဖះအလောင်းတို့ကုန်းခွေရာသားအိမ်ပေါ့သားတို့နေတဲ့အိမ်မို့လို့သားအိမ်ပေါ့သမီးလေးတွေနေတော့သမီးအိမ်ပေါ့ဟုတ်တယ်လားဒါကြောင့်သားလို့နိုင်ငံသားလို့ပြောရင်နိုင်ငံသူပါပြီးသားသားသမီးလို့ပြောရင်သားလို့ပြောသမီးလည်းတူတူပဲပေါ့သားအိမ်လို့တင်စားပြောရင်သမီးအိမ်လည်းတူတူပဲပေါ့ကျမတို့နေခဲ့တဲ့အိမ်ကလေးပေါ့အဲ့ဒီအိမ်မှာဖះအလောင်းအရင်ဘယ်သူမှမဝင်ဘူးရဘူးဆိုတော့တိရိမာမာယာဒေဝီကိုကြည့်ဖို့လိုတဲ့အတွက်ကြည့်လိုက်တဲ့အခါမှာသားသမီးမမွေးရသေးဘူးမမွေးရသေးလို့ဝေမယ်ဆိုပေမဲ့လေဒီနေရာမှာဖះအလောင်းနေမွေးဖွားပြီးအဲ့ဒီအမျိုးသမီးဒီနောက်ထပ်သားသမီးယူလို့မရတယ်လို့မယုတ်သေးစကားနောက်ထပ်လေအဲ့ဒီဖာသမီးတော်ဖြစ်တဲ့သူနဲ့ပေါင်းဖက်ခြင်းလဲမရှိရတော့ဟုတ်ပြီနော်ဘာလို့ဆိုတန့်စင်နေတာဖြစ်တဲ့အတွက်အဲ့ဒီမေတော်လှုပ်တဲ့သူဟာမွေးဖွားပြီးရင်9ရက်ကြာရင်နတ်ရွာဆန်ရမယ်ဓမ္မတာအဲ့ဒီဓမ္မတာအရဒီဖျားလောင်းကိန်းဝတ်လိုက်လို့နတ်ရွာဆန်တာမျိုးမဖြစ်ရဘူးဒါကြောင့်မေတော်ရဲ့တက်တန်းကိုကြည့်ရင်10လနဲ့9ရက်ပဲအသက်ကျွေးရှိရတော့မှာဖြစ်တဲ့အတွက်နံပါတ်5ကြည့်ခြင်းကမာတုအာယုပရိစေဒမာတုဆိုအမေဤအာယုဆိုတော့အသက်တန်းပရိစေဒဆိုအပိုင်းအခြားမေတော်ရဲ့အသက်ကျွေးအပိုင်းအခြားကိုကြည့်လိုက်တဲ့အခါမှာမေတော်အဲ့ဒီချိန်မှာ56နှစ်ရှိနေပြီသိထားမှာ56နှစ်ဟာ56နှစ်ဆိုတော့သားသမီးရနိုင်သေးတယ်နော်မလေးစဉ်းစားကြည့်နော်အဲ့ဒါလေးလည်းထူးခြားချက်အဲ့ဒီတော့56နှစ်မှာမှ10လနဲ့9ရက်ပဲအသက်ကျွင်းရှိတော့တယ်တဲ့အဲ့ဒါဆိုတော့ကိုက်ညီနေပြီဖြစ်တဲ့အတွက်ဒီနေရာမှာတန်တေယူဖို့ရန်ဝန်ခံဂတိပြုလိုက်တယ်ဟုတ်ပြီနော်ဒါဆိုရင်မေတော်ရဲ့အသက်ကျွင်းကိုကြည်တာဘယ်လောက်ကြံရမလဲ10လနဲ့9ရက်ဒါဆိုရင်ဖះလောင်းတော်လေးကိုဖွားပြီးတာနဲ့တိရိမာမာယာဒေဝီဒီ9ရက်မြောက်မှာဘာလုပ်သွားမလဲနတ်ရွာဆန်မယ်နတ်ရွာဆန်တော့ဘယ်ပြည်ကိုရောက်သွားလဲနတ်ပြည်ဘယ်နတ်ပြည်ရောက်သွားလဲတုတိတာနတ်ပြည်မဟုတ်ဘူးလေတုတိတာနတ်ပြည်နာမည်ကတန်တုတ်တိတာနတ်သားဟုတ်ပြီနော်တန်တုတ်တိတာနတ်သားတုတိတာနတ်ပြည်မှာနတ်သားသွားဖြစ်တယ်ဒါပေမဲ့ဖះလောင်းမေတော်ကနေဖြစ်လာခဲ့တဲ့နတ်သားမို့လို့မေတော်အမိနတ်သမီးမဟုတ်ဘူးနော်နတ်သားမေတော်အမိနတ်သားသိရမှာဟုတ်ရဲ့လားဘယ်ပြည်မှာတုတိတာမှာဘယ်နော်နာမည်ကတန်တုတ်တိတနတ်သားတော့ကြတေတကေတုနတ်သားဆိုပြီးတော့အမေနဲ့သားနဲ့မားမှာဆိုလို့မင်းနေတာတုတိတာကြီးပဲနော်ဒါပေမဲ့မြတ်စွာဘုရားဟလာကျေးဇူးဆက်တဲ့မေတော်ကျေးဇူးဆက်တဲ့အဘိဓမ္မာတရားဟောတာကဘယ်ပြည်ဘယ်နတ်ပြည်မှာတာဝရိနာတုတိတာလေတာဝရိနာနတ်ပြည်တာဝရိနာနတ်ပြည်မှာလာဟောတော့အဲ့ဒီတုတိတာပြည်ကမေတော်တို့ဘာလို့မလာဘူးလားဒီစัจ java လာတယ်လာမလား1000လုံးလာမလားသိအောင်လဲပြောထားအောင်တို့ကြခြာလပတ်တွေလဲနဲ့ဗုဒ္ဓဝေနေဥပေါက်သွားအောင်မယ်ဓမ္မမိတ်ဆွေများရာဇဝင်ဥပေါက်ဆိုတာကြားဘူးတယ်မှတ်လားအဲ့တော့ဓမ္မမိတ်ဆွေတို့လက်ထက်ကြားရလေဗုဒ္ဓဝေဥပေါက်ပြီးတော့ပောက်ကြရတွေရှောက်ဖြစ်မယ်မေတော်နာမည်နဲ့သားတော်နာမည်နဲ့လွဲလို့လွဲနတ်ပြည်တွေခြာလပတ်တွေလဲလို့လဲမဖြစ်ချင်းနော်ခုဘာလုံးမှလဲတပြည့်လုံးမှလားဆရာလုံးမဲ့သူတွေလားဟလာဒူဝင်ကျဲကဘယ်ရက်ကထွက်တာဒူဝင်ကျဲဘယ်ရထွက်မှလည်းမသိတော့ဘူးဒူဝင်ကျဲဘယ်ရထွက်တာမြောက်ရက်ဟုတ်တယ်လားမြည်ဖို့2ယောက်ရှိတယ်လေမြည်ဖို့2ယောက်ကမြည်ရအเจ้าမှာစားတင်လာတာလေဒူဝင်ကျဲမြောက်ရက်မှာထွက်တယ်ဆိုတာ तू မသိဘူးလားသိတယ်အဲ့တော့အဲ့ဒီအချိန်မှာတောင်ရက်မှာကြာကြီးကျဲကြီးတခုကလင်းလင်းထွက်ဖြစ်တော့အဖိုးတဲ့အဲ့ဒါဘာကျဲလဲမေးတာ तू ကတောင်ရက်မို့လို့ကလေးကမေးတာပေါ့အဖိုးကအဲ့ဒါဒူးဝင်ကျဲတဲ့ဟာမဟုတ်ပါဘူးအဖိုးကလေတဲ့သားတို့เจ้าမှာသင်ရပါလေတဲ့ဒူးဝင်ကျဲဆိုတာမြောက်ရက်ကထွက်ဆိုအဖိုးကရှက်သွားတယ်ရှက်သွားတော့တိုးလေးသူ့မြေနာကိုကပ်ပြောတယ်ငါမီးတဲ့ဘယ်သူမှမပြောနဲ့အောင်တဲ့ဒူးဝင်ကျဲတောင်ဘက်ကိုပြောင်းသွားတာတိတ်မကြသေးဘူးတဲ့နော်အဲ့တော့ဓမ္မမိတ်ဆွေတို့လည်းအဲ့ဒီလိုဖြစ်မှာဆိုလို့ဟုတ်ပြီနော်ဟလာမြတ်စွာဘုရားလောင်းတော်ဟလာမေတော်ကမြတ်စွာဘုရားလောင်းတော်မေတော်ကဘယ်ပြည်မှာတုတိတာတော့ကြကိုတာဝရိန်နာလို့ဖြေမိပြီးတော့ကလေးတွေကတိပြီးမေးတဲ့ခါကျရင်တိုးလေးတာဝရိန်နာကိုပြောင်းသွားတာသိမကြဘူးကွယ်လို့
ဖြေမိပါဆိုလို့နော်ဓမ္မမိတ်ဆွေများမှန်အောင်လဲဖြေနော်ဟုတ်ပြီဒါဆိုကြည်ချင်းကြီးဘယ်နဲ့ပါပြောကြည့်ရအောင်မှာကာလဒီပဒေတာကုလမာတုအာယုပရိစေတကျမပါဠိလိုပြောမယ်ဓမ္မမိတ်ဆွေများမြန်မာလိုပြောပါကာလဘယ်ကာလလဲသိန်းတန်းနဲ့ရာတန်းအဲ့ဒီအချိန်မှာကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားပွင့်မဲ့အချိန်မှာလူတို့ရဲ့တက်တန်းသည်တရားတန်းအဲ့ဒါသိန်းတန်းနဲ့ရာတန်းကြပြီးရင်ဂေါရမမြတ်စွာဘုရားပွင့်မဲ့အချိန်သည်ဘယ်ဆိုတာပြောရမယ်တရားတန်းဒီပကျွန်းအရာဘယ်ကျွန်းလဲတောင်ကျွန်းဟုတ်ပြီနော်ကဲနောက်တစ်ခုဖရာဒေတာဘယ်ဒေတာဒီအချိန်မှာမဇ္ဈိမဒေတာဒီဘယ်နိုင်ငံကြနေလဲအိန္ဒိယနိုင်ငံရဲ့ဘယ်နေရာလဲကပိလဝုနေပြည်တော်နောက်တစ်ခုကုလခရားတို့မိသည်ဘယ်မျိုးနဲ့ဘယ်မျိုးမှာဒီအချိန်မှာဘယ်မျိုးသည်ထက်တန်းရောက်နေလဲဒါဆိုရင်ကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားပွင့်မဲ့အချိန်မှာမင်းမျိုးဆိုတော့ဒီမင်းမျိုးဆိုတဲ့အတွက်ကြောင့်ဘယ်ကပိလဝုပြည်ရှင်ကိုကြည့်ရတော့မယ်ဆိုတော့ကပိလဝုပြည်ရှင်ကသုဒ္ဓောဒနမဟာရာဇာသူ့ရဲ့ဇနီးမိဖုရားခေါင်းကြီးကသရိမာမာယာဒေဝီအဲ့တော့သရိမာမာယာဒေဝီဖြစ်တဲ့အတွက်နောက်တစ်ခုကြည့်ရမှာကမာတုအာယုပရိစေတမေတော်ရဲ့ဗာလဲမေတော်ရဲ့အသက်ကျွင်းဒီဘလောက်ကြံရမယ်10လနဲ့9ရက်အဲ့လောက်ဆိုဓမ္မမိတ်ဆွေတို့သိသွားပြီပေါ့ကလေးတွေလည်းအဲ့လောက်သိအောင်ပြောပေးနိုင်ရင်ဓမ္မမိတ်ဆွေများကျမတို့ရဲ့ကျေးဇူးတော်ရှင်မြတ်စွာဘုရားဆိုတာဟလာမမြင်အပ်တဲ့ဟလာကောင်းကင်ကတကိုးရှင်ကြီးမဟုတ်ဘူးဆိုတာသိထားလို့ရတယ်နော်လူသားပေမဲ့စူးစမ်းအထောက်မှုတွေနဲ့အမြဲတမ်းစူးစမ်းခဲ့တဲ့ကြောင့်တန်မှန်လူသားဟုတ်ရဲ့လားမဟုတ်ဘူးဆိုတာသိရမယ်လူသားဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကျေးဇူးတော်ရှင်မြတ်စွာဘုရားရဲ့မွေးဖွားရာနေရာအတိအကျရှိမရှိရှိတယ်ဟုတ်ပြီနော်အမေအဖေနာမည်ပြောပြလို့ရတယ်ဟုတ်ပြီနော်မွေးမဲ့မိုးနေတက်ကလေးလည်းပြောလို့မရဘူးလားရတယ်အဲ့ဒါတွေအဆက်ပြီးတော့လေးလာကြအောင်အဲ့ဒီလိုကြည့်ရှုပြီးတော့မှတဲ့နတ်ပြည်စုတေကဘယ်နေ့လဲမဟာတက်ကလေး60ခွန်68တဲ့အတန်းနားရဲကြားလိုက်တယ်60ဒါဆိုရင်ဗုဒ္ဓဝင်ကိုကြည့်ရင်ဖျားစုစပန္နာကနေစပြီးတော့သိရမယ်ဟုတ်ပြီနော်ဖျားစုစပန်နဲ့ဖျားစုစပန္နာသည်ဘယ်ဘဝလဲသူမေတာရှင်ရဲ့သူမေတာရှင်ရဲ့တေဖျားစုစပန္နာနဲ့ဘလောက်ပါရမီဖြည့်ရမှာ၄တင်ချေလို့မလာနဲ့တော့နော်၄အတေချေနဲ့ကဘာတသိန်းဒါပါရမီဖြည့်သွားလိုက်ပြောပေးနော်၄အသေးချေနဲ့ကဘာတသိန်းပါရမီဖြည့်တယ်ပါရမီပြည့်မြောက်သောဘဝကိုပြောပါနော်ပါရမီပြည့်သွားတာဆိုပါရမီ၄သေးချေနဲ့ကဘာတသိန်းမှာပါရမီဘလောက်ဖြည့်ရမလဲပြောပေးပါဦးပါရမီဘလောက်ဖြည့်ရမှာပါရမီ10ပါလို့မကြားချင်ပါဘူးနော်ပါရမီအပြာပါရမီအပြား30ဒါပဲလားစွန့်ခြင်းကြီး5ပါစွန့်ခြင်းကြီး5ပါဟုတ်ပြီဒါလည်းသိရမယ်ရည်ရွယ်ချက်ကရောစရိယာ3ပါနဲ့ဖြည့်ခဲ့တယ်ဖြည့်တဲ့အခါမှာပါရမီပြည့်မြောက်သွားသောဘဝသည်ဘယ်ဘဝဝုတ္တန္တရာမင်းကြီးဘဝဒါသိရမယ်ကဲဝိတ္တန္တရာမင်းကြီးဘဝမှာပါရမီပြည့်ပြီးတော့အနာယူတဲ့ဘုံဌာနသည်တုတိတာနတ်ပြည်တုတိတာနတ်ပြည်စလုံးပေါင်းနေမှန်းမယ်နော်ဆရာများစပြီးတော့မမှားဘူးတုတိတာနတ်ပြည်ဘွဲ့မီလေးကိုပြောပြပါဦးတေတကေတုနတ်တာဒါသိရမယ်အဲ့ဒီမှာနတ်သက်ပြေအနာယူတယ်ဟုတ်ပြီနော်တေတကေတုနတ်တာကဲအဲ့ဒီလိုအနာယူပြီးတော့
လာပြီးတော့ဟလာဖះလောင်းတော်ဖြစ်တန်နေယူဖို့ဟလာအချိန်တန်ပါပြီလို့လာပြီးလျှောက်တဲ့အခါမှာကြည်ချင်းကြီးဘယ်နှပါးနဲ့ကြည်တယ်လဲဗုဒ္ဓဝင်ကိုကအကျမ်းမြင့်အဲ့လိုရေးပြောတတ်ရမယ်ကြည်ချင်းကြီး5ပါးနဲ့ကြည်တယ်ကိုကစာကြက်ပြီဆိုလဲအဲ့လိုကြက်ရတယ်ကြည်ကြီး5ပါးနဲ့ကြည်ပြီးတော့လောကမှာဒါဖះဖြစ်ဖို့အချိန်တန်ပြီဖြစ်တဲ့အတွက်ကြည်ချင်းကြီး5ပါးနဲ့ကြည်တော့လဲညီညွတ်ပြီဆိုတော့ဘာလို့ရတော့မလဲတန်တေယူပြီပေါ့ဟုတ်ပြီနော်ဒါဆိုရင်ဒါကဖြစ်ခဲ့စဉ်ဘဝဒါနောက်ဆုံးဘဝအနေရဲ့အစကတန်တေယူတာကမစဘူးလားစပြီးတော့တန်တေယူပြီကြည်ချင်း5ပါးနဲ့ယူလိုက်ကြည့်လိုက်တော့တန်တေယူပြီကဲတန်တေယူပြီးရင်ဓမ္မမိတ်ဆွေများဘာလုပ်ရမလဲတန်တေယူပြီးဓမ္မတာလေးပဲပြောကြရအောင်ဒါကျန်တာတွေဘာမှမကြည့်နဲ့တော့ဗုဒ္ဓဝင်လည်းပြန်မကြည့်နဲ့တော့လောကမှာတန်တေယူပြီးရင်ဘာလုပ်ရမှာတဘာဝလေးကြည့်လေအမိပိုက်ထဲမှာတန်တေယူပြီးရင်ကျမတို့ဘာလုပ်ရမှာဖွာရမှာဓမ္မတာပဲပေါ့တန်တေယူပြီးရင်ဖွာရမယ်ဖွာပြီးရင်ဘာလုပ်ရအောင်မလဲဖွာမြင်ပြီးဘာလုပ်ရမလဲဒီတိုင်းနေမှာလားဖွာမြင်ပြီးဖះလောင်းတော်ဘက်ကကြည့်ဖွာမြင်ပြီးဒီအသက်အရွယ်ရောက်တဲ့အထိထီမင်းသားလေးအနေနဲ့ဖွာတာမဟုတ်ဘူးလားဒါဆိုထီနဲ့စီးစိမ်နေရောမခံစားဘူးလားခံစားအောင်ပါပေါ့ခံစားတဲ့အပြင်ခုလေးတည်ခြင်းနဲ့ကဘာတသိန်းလုံးလုံးပါရမီဖြည့်ခဲ့တဲ့ရတော်တရားလေးရတော်တရားနဲ့ရောလက်မဆက်ဘူးလားလက်ဆက်ပြီးတော့သားသမီးရောမမွေးဘူးလားဘယ်နှယောက်မွေးလဲမသိဘူးတယောက်သေးပေါ့သားတော်လေးလားသမီးတော်လေးလားနာမည်ရောရဟုတ်လားအဲ့ဒါလေးလည်းသိရမှာပေါ့ဖွာမယ်ထီးနှန်းနေစမ်းမယ်စမ်းပြီးတော့ပြီးတဲ့အခါနမိတ်ကြီးဘယ်နှပါရောမြင်အောင်ပါလေနမိတ်ကြီးလာပြီကြီးတွေလာတယ်နော်ဘာမြင်မှာနမိတ်ကြီးအဲ့တော့နည်းနည်းလေးပြောဖို့လိုတာပေါ့နမိတ်ကြီးဘယ်နှပါ၄ပါဒါ main လေးပေါ့နော်နမိတ်ကြီး၄ပါနမိတ်ကြီး၄ပါကိုမြင်လိုက်တဲ့အချိန်မှာဘာလုပ်မလဲဘာလုပ်တော့မလဲတောထွက်မှာပေါ့ဖွာပြီးတော့တောထွက်မှာပေါ့တောထွက်ပြီးတဲ့အခါမှာဒါသိပြီးသားဗုဒ္ဓဝင်နေသိပြီးသားအနေနဲ့ပြောတာတောထွက်ပြီးတော့ဘာကြင့်နေမှာလဲဘာကြင့်နေကြင့်မှာလဲဟမ်ဒုက္ခစရိယလားဒုက္ခရစရိယလားဒါလေးတွေကသိနေရမှာပေါ့နော်တောထွက်ပြီးတဲ့အခါမှာဒုက္ခရစရိယဒါသူ့ခွင်လေးကြံထပ်ပြောမှာပါဘလောက် data လေးတွေသိနေတယ်လဲလို့ကျွန်မမေးကြည့်နေတာဒုက္ခရစရိယဘယ်နှစ်နှစ်ကျင့်ရမှာ6နှစ်ဒါလေးလဲဒါဗုဒ္ဓဘာသာဝင်တယောက်ကတော့ဒီလောက်ကတော့သိရမှာပေါ့ကျင့်လိုက်ပြီးတဲ့အခါမှာဘာဖြစ်အောင်မလဲဒုက္ခရစရိယကျင့်လို့ဖျားဖြစ်တာတော့မဟုတ်ဘူးဒါလမ်းမဆိုတာစွန့်ပြီးတော့မစ္စည်းမပရိပဒါအကျင့်ကိုကျင့်ပြီးရင်ဘာဖြစ်တော့မှာဖျားဖြစ်မှာပေါ့ဖျားဖြစ်မှာဖျားဖြစ်ကိုလောကထဲမှာရောက်ရှိပြီးတော့ဖျားပွင့်မပွင့်ပွင့်ပြီးတဲ့အခါကြလို့ရှိရေးဘာလုပ်ရမှာလဲနောက်ဆုံးကပရိနိဗ္ဗာန်စံမှာပေါ့ဟုတ်တယ်လားဒါဆိုရင်ဖျားဖြစ်ကိုရောက်ရှိဖို့ဗုဒ္ဓဝေကတန်တေယူတာကနေစပြောရင်ပရိနိဗ္ဗာန်စံနဲ့အထီးသိထားမှာပေါ့ဒါသည်တိဋ္ဌထမင်းသားအဖြစ်နဲ့ဖျားလောင်းတော်ဖြစ်တန်တေယူပြီးတော့တိဋ္ဌထမင်းသားလေးအနေနဲ့မဖွားဘူးလားဖွားတာကိုပဲအရက်စကားနဲ့ပြောရင်မွေးတယ်ပေါ့မွေးတယ်ပေါ့ကျမတို့ကြတော့မွေးတာကပဲပြောလို့ရမှာပေါ့ကျမတို့ကြတော့ဘယ်အချိန်မှမိမိဘိုက်ထဲမှာတန်တေနေတယ်ဘသူကလာတောင်းပန်နေပြောလို့ရလားမရဘူးလေဟုတ်တယ်လားကျမတို့ကြတော့ဖွားတယ်ဆိုတော့မွေးတာကနေတေးတာကိုပဲကျမတို့အတွက်ဘဝတစ်ခုလေအခုဖျားလောင်းတော်ကြတော့ပါရမီတွေဖြည့်ခဲ့တာလည်းပြန်ပြောဖို့လိုလာတယ်လိုလာတဲ့အပြင်တန်တေယူတာကအစရိုးရိုးတန်တေယူရတာမဟုတ်အလုံးရဲ့လျှောက်ထားတောင်းပန်ခြင်းနဲ့တန်တေယူရတာတန်တေယူတဲ့ချိန်မှာလည်းထူးခြားချက်ဖြစ်စဉ်တွေပြောရတော့မယ်တခါဖွားမြင်တဲ့နေရာမှာလည်းထူးခြားချက်တွေရှိမရှိကျမတို့ကတော့အခုကျမတို့လည်းဖွားခဲ့ပြီးပြီမဟုတ်ဘူးလားကျမတို့ကြတော့မွေးတယ်ပေါ့မွေးဖွားတာမှာမွေးတယ်လို့မပြောဘဲနဲ့ဖွားတယ်ပြောလဲတူတူပဲမဟုတ်ဘူးလားကျမတို့ရောမွေးဖွားလို့သုံးလို့ရလားကျမတို့ရောဖွားတယ်လို့သုံးလို့ရလားရတာပဲမနဲ့မရဘူးလေသုံးလို့ရတာပေါ့မွေးဖွားတာဟုတ်တယ်နော်ဒါဆိုရင်ဖွားမြင်ပြီးတဲ့အခါကျရင်ကျမတို့အခုအချိန်ကကျမတို့ကဒီထဲမှာလားဒီထဲရောက်နေပြီလားဘယ်ဘက်ထဲရောက်နေလဲကျမတို့ကအခုဒီထဲပဲရှိနေတာကျမတို့ကတောထွက်လားတောထဲမှာပဲပြောနေတာတောဝင်နေတာကျမကတောမထွက်ဘူးတောဝင်နေတာဟိုကတော့တောထွက်သွားပြီတောထွက်ပြီးတော့မလုပ်ပြီလေကျမတို့လည်းရိတ်တာဝင်တာတွေဘာတွေရောမရှိဘူးလားရှိပြီးတော့ဟိုမှာတော့တောထွက်ပြီးတော့ကြည့်ပြီးတော့ဖျားဖြစ်မသွားဘူးလားကျမတို့ကဘာဖြစ်နေ
ဘာမှလည်းမဖြစ်ဘူးကျမတို့သိလို့သိပြီလားဒါပေမဲ့ဒီ process ကတဏ္ဍလူတွေသွားတဲ့ process မျိုးမဟုတ်ဘူးဆိုတာဒါပေါ်စီရမြန်ဒါကြောင့်ဗုဒ္ဓဝင်တစ်ခုကိုကြည့်ရင်တန်တေယူတယ်ဖွားမြင်တယ်တောထွက်တယ်ဖျားဖြစ်တယ်ပြိနိဗ္ဗာန်စံတာဒါသိရမယ်အဲ့ဒီမှာမှဖျားလောင်းတော်တို့ရဲ့ထူးခြားချက်ကတဲ့တန်တေယူတဲ့အချိန်မှာသူ့ရဲ့လလေးသည်ဝါစုလပြီဒါသိရမယ်ဝါစုလပြီတခါတောထွက်တဲ့အချိန်မှာလေသူ့ရဲ့လအနေနဲ့ပြောရင်ဝါစုလပြီပဲအဲ့ဒါလေးကိုသိမြင်ခဲ့ရမယ်ဒါကဗုဒ္ဓဝင်ကိုသင်ဘူးပြီးသားသူတွေရောတော့မသင်ရသေးတဲ့သူတွေရောမသင်ရသေးတဲ့သူကိုသင်ပေးတဲ့အခါကျရင်ဆရာများကဒါလေးသိနေရမယ်ဝါစုလပြီတခါနော်ဒီနေရာမှာကြံသွားတယ်ဖျားဖြစ်ပြီးတော့ပြိနိဗ္ဗာန်မဆန်ဘူးလေသူ့ရဲ့ရည်ရွယ်ချက်ကကြံနေသေးတယ်ဟုတ်လားရည်ရွယ်ချက်ကငါသိတယ်လို့သိစေရမယ်ဆိုတာမကြံဘူးလားဒါဆိုလို့ရှိရင်တရားဥဒ္ဓမစက်ကြဟောတာကြံနေတာဗောရေးတာကကြံသွားတယ်ဒါဆိုရင်ဒီနေရာမှာတရားဥဓမစက်တနည်းအားဖြင့်တရားစီကြီးစလဲမလားမလဲဘူးလားဒါကြောင့်အဲ့ဒီတရားဥဒ္ဓမစက်ကြဟောမှာကလည်းဝါစုလပြီဖရာရဲ့ဖြစ်တော်စဉ်တွေကြည့်လပြည့်နှစ်ပြည့်သည်ထူးခြားချက်ဝါဆိုလပြည့်နဲ့ကစုံလပြည့်ဒါကြောင့်ဝါဆိုလပြည့်မှာမွေးတဲ့သူများကစုံလပြည့်မှာမွေးသောသူများသည်အင်မတန်ထူးခြားတဲ့ပုံကိုယ်တွေဟုတ်ပြီနော်ဒါကြောင့်အဲ့ဒီထူးခြားတဲ့ပုံကိုယ်များဒီထဲမှာများပါနေလားမသိဘူးဝင်းနေပိုင်ရှင်ထဲမှာဝါဆိုလပြည့်ဘောနေရှိလားမရှိဘူးကစုံလပြည့်ရောတော်ဒါဆိုမထူးကြတဲ့သူတွေကြီးပဲစုနေတာပေါ့နော်ဒါဆိုရင်ဝါဆိုလပြေသမားများနဲ့ကစုံလပြေသမားများဆိုရင်လေကိုကတန်မှန်လိုနေရမှာမဟုတ်ထူးထူးခြားခြားကိုစူးစမ်းဖို့လိုမလို့ဒါကြောင့်ဝါဆိုလပြေနဲ့ပတ်သက်ပြီးထူးခြားစွာကြည့်တန်တေတောထွက်ဓမ္မဆက်မိတ်ညွဲ့တန်ချိုလဝါဆိုလို့မှတ်ထားပါလားကျမတို့ရဲ့မှတ်စုစာအနောက်လေးကရေးပြီးသားပါတန်တေတောထွက်ဓမ္မဆက်မိမ့်မြဲ့တန်ချိုလာဝါစုပန်စင်တဲ့နေ့သည်ထူးထူးခြားခြားသူမေတာရှိရဲ့တိဒီပင်ကရာမြတ်စွာဘုရားထံမှာစုပန်စင်သောနေ့သည်ဒီကနေပြီးတော့ပြန်ပြောင်းကြည့်လေးအသေးချေနဲ့ကဘာတသိန်းအကြာမှာရှိခဲ့တဲ့ကစုံလာပြည့်နေ့တနေ့ပါပဲဒါကြောင့်စုပန်စင်သောနေ့သည်လည်းကစုံလာပြည့်ဒါဆိုရင်ဖွားမြင်တော်မူသောနေ့သည်လည်းကစုံလာပြည့်ခုကျွန်မခြံရင်းခဲ့တာလေးတွေဝိုင်းလိုက်ပြီဖယားအဖြစ်ကိုရောက်ရှိတော်မူသောနေ့သည်လည်းကစုံလာပြည့်တခါပြိနိဗ္ဗာန်စံတော်မူသောနေ့သည်လည်းကစုံလာပြည့်ဒါကိုကျမတို့ကလင်္ကာလေးနဲ့မှတ်လိုက်ရင်စုဖွားပွင့်ဆံဤလေးတံမှတ်ရန်ကစုံလကုဆိုကြရအောင်စုဖွားပွင့်ဆံဤလေးတံမှတ်ရန်ကစုံလဝါဆိုနဲ့ပတ်သက်ပြီးမှတ်လိုက်ကြရအောင်တန်တေတောထွက်ဓမ္မဆက်မိမ့်ညွဲ့တန်ချိုလောက်ဓမ္မမိတ်ဆွေများရဲ့မှတ်စုစာအုပ်မှာစာမျက်နှာ9မှာအစ်စ်တွေလိုက်ရေးတာစာအုပ်လည်းကြည့်ရတာလေရတဲ့ကလှမ်းမကြည့်ဘူးထင်ပါရဲ့နော်စာမျက်နှာ9တစ်ခေါက်ဖတ်ကြည့်ပါဦးတန်တေတောထွက်အဲ့ဒီလိုကြက်ထားရင်ကျမတို့ကဒီဖရားရဲ့ဗုဒ္ဓဝင်ကိုရေးရင်ခုကျမရေးတယ်လို့ရေးတတ်ပြီပေါ့ဒါဆိုရင်လကိုမှတ်လိုက်ပြီးရင်ခုနှစ်မှတ်ရတော့မယ်ဒါဆိုရင်ခုနှစ်ကိုမှတ်တဲ့အခါကျရင်စုပန်စင်နဲ့ကစုံလားပြေနေ့ရဲ့ခုနှစ်ကိုပြောပါလို့မှတ်လို့ပဲရမလဲဟလာရေတွက်လို့မရတာ၄ကရေတွက်လို့ရတဲ့ကဘာပေါင်းကတသိန်းအဲ့ဒီအဲမှာလေးသေးချေနဲ့400သေးချေနဲ့ကဘာတသိန်းမှာ12ကဘာတောင်ဖရားပွင့်တဲ့ကဘာ12ကဘာပဲပါခဲ့စဉ်းစားကြည့်ပါဦးကဘာတသိန်းထဲမှာလေဖျားပွင့်တဲ့ကဘာဒီ12ကဘာပဲပါခဲ့ပြီးတော့အဲ့ဒီ12ကဘာမှာပွင့်တော်မူသောဖျား24စုပဲရှိတယ်ဟုတ်တယ်လား24
4စုဒါ803ပါးထည့်29စုရှိတာပေါ့ဂေါရမမြတ်စွာဘုရားကထည့်တွက်ရင်နော်2ကျိန်းနဲ့8စုဖြစ်သွားမှာပေါ့ဟုတ်လားနိယတဗျာဒိတ်ဖျားစုပန်ခဲ့တဲ့ဖျား24စုပဲရှိခဲ့လားမရှိခဲ့ဘူးဒါဆိုရင်ဒီလောက်4အသိချင်းနဲ့ကဘာတသိန်းနဲ့မှဖျားပွင့်တဲ့ကဘာ12ကဘာပဲရှိတယ်ဆိုဖျားပွင့်တဲ့ကဘာနဲ့ကြုံရဖို့ဆိုတာလွယ်ကူလားခဲရင်လားခဲရင်နဲ့အထဲမှာကျမတို့ဘလောက်ကံကောင်းလေကျမတို့ခုလက်ရှိနေတဲ့ကဘာကြီးသည်ခုဆိုရင်အန္တရာက17ကတ်မှာရောက်နေတာဟုတ်ရဲ့လား17ကတ်ဟုတ်ရဲ့လား17ကတ်မှာအခုဒီကဘာကြီးသည်ဖျားဘယ်နှစုပွင့်ပြီးသွားပြီလဲ4စုပွင့်သွားပြီးတဲ့ကဘာအဲ့ဒီမှာမှအခုကျမတို့နောက်ထပ်1စုမကြံဘူးလားတစုကအန္တရာက12ကတ်ကြာရင်ပွင့်မယ်ပြီးရင်နောက်ထပ်အန္တရာက52ကတ်ကြံတော်လဲဖျားပွင့်တော်မှာလားမပွင့်တော့ပြီးဒီကဘာကြီးပြက်သွားပြီးတော့နောက်ဘယ်ကဘာကြုံမယ်ဆိုတာကတော့နောင်ပွင့်မဲ့အရိမတ္တရာမြတ်စွာဘုရားဆက်ဟောလိမ့်မှာပေါ့ကျမတို့လည်းမသိဘူးဟုတ်ပြီနော်ဒါသိထားဖို့ကဲထားပါစို့အဲ့ဒီတော့ဒီမှာမှကျမတို့ကစုပန်စင်နဲ့ကစုံလာကိုပြောပါဆိုပြောတတ်ရမယ်အခုတန်တေယူတဲ့နေ့သည်ဘာလေးလဲဆိုတော့ကျမတို့ကတစ်ခုမှတ်လိုက်ရမှာကမဟာတက္ကရေမဟာတက္ကရိကျမတို့ကတစ်ခုကြက်လိုက်ရမယ်68မဟုတ်69ဆိုတာမှတ်ရမယ်ဟုတ်ပြီနော်အဲ့ဒီမှာတက္ကရိမဟာတက္ကရိကိုဘယ်လိုသုံးသလဲဆိုတာကိုသိချင်ရင်ကျေးဇူးတော်ရှင်ဟလာမင်းကွန်းဆရာတော်ဘုရားကြီးရေးခဲ့တဲ့မဟာဗုဒ္ဓဝေမှာသိဖို့သိအသေးစိတ်ပြန်ပြီးတော့သိရမယ်ဒုက္ခရစရိယနဲ့တွဲပြီးတော့ရေးတာအဲ့တော့မဟာတက္ကရိအသုံးလေးကိုနည်းနည်းလေးကျွန်မပြောပြမယ်နော်အဲ့ဒါကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားရေးတဲ့ဗုဒ္ဓဝင်ထဲမှာပါတယ်အဲ့ဒီမှာမြတ်စွာဘုရားရဲ့ဘိုးတော်နော်မြတ်စွာဘုရားရဲ့ဘိုးတော်သီရိမဟာမာယာဒေဝီရဲ့ခမည်းတော်ဒေဝရဟပြည်ရှင်အင်ဇနမင်းကြီးလက်ထက်မှာတဲ့အင်ဇနမင်းကြီးကမိမိရဲ့လက်ထက်မှာရောက်ရှိစေရှိရင်းဆွဲရောက်စေဂောဇာတက္ကရိဒါကိုကျွန်တော်တို့ခုပြောနေတာဂောဇာတက္ကရိအဲ့ဒီတက္ကရိ8649ခု8649ကိုတပေါင်းလခွဲစနေနေ့အထိဘေရင်နီးရဖျောက်ဖြစ်ပလိုက်တယ်နော်ဒါတက္ကရိဖြိုတယ်ဆိုတာကြားဘူးလိမ့်မယ်တက္ကရိတွေတိတ်များလာရင်မှတ်လို့မရတော့တဲ့အခါကျရင်အဲ့ဒီဘုံကံကြီးတဲ့မင်းများကနော်အဲ့ဒီသက်ဆိုင်ရာလောကပညာကျွမ်းကျင်တဲ့လောကီဆရာတွေနဲ့တိုင်ပင်ပြီးတက္ကရိဖြိုရတယ်ဒါကြောင့်အဲ့ဒီအင်ဇနမင်းကြီးကဂောဇာတက္ကရိ8649ခုကိုတပေါင်းလခွဲစနေနေ့အထိဘေရင်နီးရဖြိုပလိုက်တယ်ဖြိုပြီးတော့တပေါင်းလခွဲပြီးတော့တကူးလဆန်းလာပြီပေါ့တကူးလဆန်းတရက်တနင်္ဂနွေနေ့ဒီအခါကောင်းရက်ကောင်းအဲ့ဒါကိုဘဟုအစပြုပြီးတော့တက္ကရိ1လို့စထားတယ်တက္ကရိ1ကိုထားပြီးတော့ပြဋ္ဌာန်းခဲ့တယ်အဲ့ဒီတက္ကရိကိုမဟာတက္ကရိလို့သုံးတယ်သဘောပေါက်ပြီနော်ဒါဆိုရင်တက္ကရိမဟာတက္ကရိဆိုတဲ့အသုံးနှုန်းသည်တက္ကရိဖြိုပြီးတော့ထားခဲ့တာဘယ်လက်ထက်မှာလဲမြတ်စွာဘုရားရဲ့ဘိုးတော်အင်ဇနမင်းကြီးရဲ့လက်ထက်မြတ်စွာဘုရားရဲ့ဘိုးတော်ဆိုတာဘသူရဲ့အဖိုးလဲဘသူရဲ့အဖေလဲလို့ကြည့်လိုက်တော့အမေဘက်ကမဟုတ်အဖေဘက်ကသီရိမဟာမာယာဒေဝီရဲ့ခမည်းတော်ဘွဲတော်ကိုပြောပါဆိုအင်ဇနမင်းဒါကြောင့်မြတ်စွာဘုရားရဲ့ဘိုးတော်အင်ဇနမင်းသီရိမာယာဒေဝီဆိုတော့ဘယ်ပြည်ကလဲဆိုတော့ကပိလဝမဟုတ်ဘူးဒေဝဒဟပြည်ဒေဝဒဟပြည်ရှင်ဟုတ်ပြီနော်အင်ဇနမင်းကြီးရဲ့လက်ထက်မှာရောက်ရှိစေဂောဇာတက္ကရိ8649တပေါင်းလခွဲစနေနေ့အထိဘေရင်နီးအရာဖြိုပလိုက်တယ်ဖြေပြီးတော့ဘယ်ကစလဲဆိုတကူးလဇန်တရက်တနင်္ဂနွေနေ့ကိုအစပြု၍တက္ကရိ1လို့စပြီတက္ကရိဘယ်လောက်ဖြစ်သွားလဲ1အဲ့ဒီ1ကိုဘာလို့တော့မဟာတက္ကရိမဟာတက္ကရိကိုတွက်တာသည်အင်ဇနမင်းကြီးလက်ထက်ကစတယ်အဲ့ဒီကနေပြီးတော့ကျမတို့ကျေးဇူးတော်ရှင်မြတ်စွာဘုရားတန်တေယူတဲ့အချိန်မှာမဟာတက္ကရိဘယ်လောက်ဖြစ်နေလဲ60ခုခေတ်မှာမဟာတက္ကရိလို့သုံးလား
မသုံးတော့ဘူးနော်ကျမတို့ဘာနဲ့ပြန်သွားလဲဂောဇာတက္ကရီသိထားမှာဒါကြောင့်မဟာတက္ကရီ60ခွန်ဝါဆိုလာပြည့်ဘယ်နေ့လဲလို့ပြောရင်ကြာသပတေးနေ့မှာတန်တီယူပါတယ်ကြာသပတေးနေ့မှာတန်တီယူတယ်ကဲတန်တီယူပြီးတော့ဖွာတော့မယ်ဆိုတော့ကျမတို့ကစာကြက်တဲ့အခါကျမတို့ကဗုဒ္ဓဝင်တွေကိုကြက်တဲ့အခါကျတော့သိရမှာပေါ့ဖွာဖို့ဆိုတဲ့အတွက်ကြောင့်တန်တီယူပြီးဖွာဖို့ဆိုတာဘယ်နှလကြာမှလဲ10လဆိုတော့ကျမတို့ကဒါပဲကျမတို့ကကြက်ရင်တစ်ခုပဲကြက်တယ်ကျမဒီနေ့အထိဒီတစ်ခုပဲရတယ်ဟုတ်ပြီနော်အဲ့ဒီကနေ10လကြာတော့ဆိုတော့ကဲတွက်ကြစို့ဝါဆိုကနေ10လတွက်မယ်ဝါဆိုကနေဝါကောင်ဆိုတက်လဖြစ်သွားပြီတော်တလေးတရင်ကျွတ်တဆောင်ဘုံနတ်တော်ပြသူတဘို့တွေတပါတကူကဆုံ10လမကြာဘူးလားအဲ့တော့ကဆုံဖြစ်သွားပြီဆိုတော့မြန်မာတို့ရဲ့နှစ်ကူးကဘယ်တော့ကူးတာတကူကဆုံမှာကူးတယ်လားအော်တော်လိုက်တာဘယ်နဲ့ကဆုံလဲဟာဓမ္မမိတ်ဆွေများတကြံပါလောက်တာလဲတကြံတက်တာဗောဓမ္မမိတ်ဆွေများ Happy New Year ပါလို့ပြောရင်နော်ဒီဇင်ဘာ12ရက်ကြော်လိုက်ပြီးတော့ညမိုးချုပ်အောင်တိစောင့်ပြီးတော့ဒေါင်းဆို12ခုလဲတီးရောဟလာ12ချက်လဲတီးပြီးတော့ Happy New Year အော်ဗမာနှစ်ကူးကြတော့မသိဗမာနှစ်ကူးကဘာလောက်တာရေပက်တာတနတ်ပြစ်တာမဟုတ်ဘူးဘယ်နဲ့အိုးရေပက်တာဘယ်နဲ့ဒီလိုလုံးပြတာအိုးရေပက်တာမဟုတ်ဘူးလားအော်သင်္ကန်းမလေးနော်အဲ့ဒါပေါ့ချက်ဆိုရင်ဘိုက်ကတ်တယ်ဆိုတာအဲ့ဒါပြောတာဓမ္မမိတ်ဆွေဘယ်နဲ့တနတ်နဲ့ပြည့်မလဲဓမ္မမိတ်မြန်မာငကူတနတ်ပြည့်တာရှိလို့လားဩသင်္ကန္တလေသင်္ကြန်တနှစ်ဟောင်းနဲ့နှစ်သစ်ကိုကူးတာမဟုတ်ဘူးလားတကြံတွင်းမှာလေဟလာတကြံမှာဟလာကျမတို့အကြိုနေအကြာနေအကျက်နေအတက်နေဆိုတာကူးပြီလားဘယ်ကြတော့ကူးလဲနှစ်စန်းတရက်လေဒါဆိုတကူးကြော်သွားရင်တနစ်ကူးမကူးမကူးလားဒါဆိုရင်အခုကဆုံဆိုတော့တကူးမကြော်ခဲ့ဘူးလားကြော်ရင်တနစ်ကူးမကူးကူးပြီဆိုတော့တနစ်ထဲလိုက်တော့ရေမဟာတက္ကရီ68ကဆုံလာပြီပေါကြာနေကျမတို့ကျေးဇူးတော်ရှင်မြတ်စွာဘုရားသည်ဗာနေသာကလေးတွေစာသင်အဲ့လိုသင်တဲ့အခါကျရင်တောက်ကြသားသမီးလေးတွေပါသလားဆိုသူကပြောတယ်လေဟာဖះနဲ့မွေးနေ့ဒူလေးတွေဆိုပြောရင်အရန်ပြောတာပေါ့ဓမ္မမိတ်ဆိုလို့စာသင်လည်းအဲ့လိုသင်ရတယ်ဒီထဲမှာတောက်ကြသားသမီးလေးတွေပါသလားဖះနဲ့မွေးနေ့ဒူတဲ့တောက်ကြသားသမီးလေးတွေပုံစံလေးတို့တူဟုတ်ပြီနော်ဖះလိုလဲစူးစမ်းဖို့လိုမလို့နောက်တော့ဖះနဲ့မွေးနေ့ဒူဆိုပြေကချက်လာဖြစ်နေလို့မဖြစ်ဘူးနော်ကဲဒါဆိုရင်ကဲထီဖွားမြင်ပြီးတဲ့အခါကျရင်100တန်းဆိုတော့ဘယ်အချိန်မှာအရွယ်ရောက်လဲဆို16နှစ်ပေါ့16နှစ်မှာအရွယ်ရောက်တော့သုတ္တရဏမင်းကြီးကနေပြီးတော့ရသော်တရားဗိမာန်ဒေဝီနဲ့လည်းပေးစားပြီးတိဋ္ဌထမင်းကြီးအဖြစ်လေထီနန်းစည်းစိမ်နဲ့အသေးစိတ်မပြောတော့ဘူးနော်သေးစိတ်ကကိုဗုဒ္ဓဝင်နေမှာကြည့်တော့16နှစ်ပြည့်တဲ့အခါကျတော့ထီနန်းစည်းစိမ်နဲ့လွှဲလားမလွှဲဘူးလားသူ့သားတော်လေးကိုဒီနေရာမှာဖွားမြင်တဲ့ဆိုတဲ့ကလေသုတ္တရဏမင်းကြီးကသူ့သားတော်လေးဖွားမြင်တာပြောရတော့မှာပေါ့ဖွားမြင်တော်မူတဲ့နေရာဘယ်နေရာလဲမသိဘူးဘယ်နေရာမှာစိတ်ယုံမှာမဟုတ်ဘူးနော်ဖွားမြင်တော်မူတာဒီလုံးပဏီအင်ဂျင်တော်ဘယ်ပြည်နဲ့ဘယ်ပြည်ကြားပြောတာကပြောင်းမြန်တိရိမာယာဒေဝီကဘယ်နိုင်ငံမှာဘယ်ပြည်မှာနေနေတာလဲဘယ်နဲ့ဒေဝတဟလဲသုတ္တရဏနဲ့သုတ္တရဏမင်းကြီးနဲ့ယူထားပြီလေဘယ်မှာနေနေတာလဲကပိလဝတ်ပြည်မဟုတ်ဘူးလားဘယ်နဲ့ဒေဝတဟနေခဲ့တုန်းကတော့သူကဒေဝတဟပြည်မှာဟုတ်ရဲ့လားဒါပေမဲ့သုတ္တရဏမင်းကြီးနဲ့လက်ထက်လိုက်ပြီဆိုတော့ဘယ်နောက်ကိုလိုက်ပြီလဲသုတ္တရဏကပိလဝတ်ကနေပြီးဒေဝတဟမလိုက်ဘူးဘယ်ကိုလိုက်မှာလဲပြောတာလည်းမှန်အောင်ပြောလေကပိလဝတ်ပြည်မှာမနေဘူးလားသားတော်လေးဘွားကန်ကြီးကြတော့သူ့ဖာခမီးတော်ရှိတဲ့ဒေဝရဟပြည်ကိုသွားခြင်းလားမသွားခြင်းလားသွားခြင်းတော့ဟိုကနေပြီးတော့ခွင့်တောင်းတော့သုတ္တရဏမင်းကြီးကခွင့်ပြုလိုက်တော့သွားရင်းနဲ့ကပိလဝတ်နဲ့ဒေဝရဟဂျာလုံးပဏီအင်ဂျင်တော်မှာမဖွာဘူးလားဖွားမြင်ပြီဟုတ်ပြီနော်ဖွားမြင်တဲ့အချိန်မှာဖွားဘက်တော်ဘယ်နှဦးဒါလေးတွေကထည့်ပြောရမယ်အပိုင်းကျွန်မအသေးစိတ်မပြောတော့ဘူးနော်
ဟလာကျမတို့ဒီဟာနဲ့ပတ်သက်ပြီးအသေးစိတ်သင်ထားတဲ့အခွေတွေရှိပါတယ်နော်ကျမတို့ကြော်ညာတာမဟုတ်အဲ့ဒီအခွေတွေမှာဆိုရင်ကလေးတွေစိတ်ဝင်စားအောင်လေဗုဒ္ဓဝင်ပုံလေးတွေရောဗာတွေရောထည့်ထားတယ်အဲ့တော့တော်တော်လေးလှုပ်ထားဖြစ်တယ်နော်အဲ့ဒါတွေအေးဆေးပြန်ကြည့်ရင်ကြည့်ဒါမှမဟုတ်ရင်ဗုဒ္ဓဝင်စာအုပ်ကြီးတွေဖတ်နော်ဓမ္မမိတ်ဆွေများတော့အသေးစိတ်မပြောတော့ဘူးအချိန်ကလည်းကျန်တာတွေသင်ရမှာဆိုအဲ့ဒီမှာဖွားဘက်တော်ဘယ်နှဦး9ဦးအဲ့ဒီ9ဦးဒီအမျိုးဆက်အနေနဲ့ပြောရင်4မျိုးခွဲရတယ်ဘာတွေလဲဆိုလူလဲပါတယ်တိရစ္ဆာန်လဲပါတယ်အရာဝတ္ထုလဲပါတယ်အပင်လဲပါတယ်ဟုတ်ပြီနော်လူတဲကဆိုရင်ဖွားဘက်တော်ထဲမှာရတော်တရားမင်းသမီးလေးပါရမယ်ညီတော်ဖြစ်တဲ့အာနန္ဒာပါမယ်ညီတော်အာနန္ဒာလားနန္ဒာလားအာနန္ဒာညီတော်အာနန္ဒာဆိုတာမြတ်စွာဘုရားရဲ့ဖာခမီးတော်သုတ္တရဏမင်းကြီးရဲ့အကိုကနေမွေးတာဟုတ်ပြီနော်မွေးတဲ့အတွက်ညီတဝန်းခွဲပေါ့ညီတဝန်းခွဲညီတော်အာနန္ဒာပါမယ်ပြီးရင်စန္ဒအမတ်ပါမယ်စန္ဒအမတ်ဆိုတာကမြင်းမီးဆွဲမောင်ဆန်လို့ပြောတယ်စန္ဒအမတ်ပြီးရင်ကာလုဓာယီအမတ်နော်ဒါကြောင့်ကာလုဓာယီအမတ်ကလေးကလည်းအမတ်ကြီးရဲ့အိမ်မှာမွေးနေပြီစန္ဒအမတ်ကလည်းအမတ်ကြီးသောရဏမင်းကြီးရဲ့အမတ်ကြီးအိမ်မှာစန္ဒမတ်ကလေးအမတ်လောင်းလေးကိုမမွေးဘူးလားစန္ဒအမတ်နောက်တခါသောရဏမင်းကြီးရဲ့ဟလာအကိုဖြစ်တဲ့အကိုရဲ့အိမ်မှာလေသူ့ရဲ့ဟလာအာနန္ဒာမင်းသားလေးကိုမမွေးနေဘူးလားဒေဝဒဟပြည်မှာလေနော်သုဗ္ဗဗုဒ္ဓစီမှာသမီးတော်လေးရတော်တရားအဲ့ဒီတော့ဗတ္တကိစ္စနာတဲ့ငင်နာမည်ကဗတ္တကိစ္စနာသတို့သမီးလေးမွေးနေတော့အကုန်လုံးဒီတောက်ကြနေ့မဟာတက္ကရီ68ကစုံလားပြေတောက်ကြနေ့မှာမွေးတဲ့တောက်ကြသားလေးတွေတောက်ကြသမီးလေးတွေဟုတ်ပြီနော်ညီတော်ရဲ့ရတော်တရားရဲ့ကာလုဓာယီရဲ့ဆန္ဒအမတ်က၄ယောက်အဲ့ဒီအချိန်မှာသုတ္တရဏမင်းကြီးရဲ့မြင်းဆောင်တန်းထဲမှာလေမြင်းကလေးကန္နကမြင်းလေးလည်းမွေးနေတယ်အဲ့မြင်းလေးကလည်းဘယ်နေ့မှမွေးတာပဲလေတောက်ကြနေ့မှာပဲတောထွက်ရင်စီးဖို့တွေ့လားဒါကြောင့်ဘုံခံကြီးတဲ့ပုဂ္ဂိုလ်များမွေးလာရင်တယောက်တည်းမလာဘူးအချံနဲ့အယံနဲ့တောထွက်ရင်စီးဖို့လည်းရှိနေပြီနောက်ကလိုက်ပြီးအလုတ်ကျွေးပြုမဲ့သူရောဖျားပြင်းလိုက်အလုတ်ကျွေးပြုမဲ့ပုဂ္ဂိုလ်လည်းပါနေပြီပါရမီအနီးကတောမထွက်မချင်းအနီးကပါရမီဖြစ်မဲ့ရတော်တရားမင်းသမီးလေးရောငါပါရမီဘုံကံကြီးတဲ့ပုဂ္ဂိုလ်များတယောက်တည်းမလာဘူးအချံအယံနဲ့လာတယ်ဆိုတာသိရမယ်ကျမတို့လည်းအချံအယံနဲ့လာလားတယောက်တည်းလားတယောက်တည်းဘုံကံကြီးလို့လားမကြီးလို့လားဘာလို့မကြီးတာလဲဆိုဘုံဆိုတာပုံညကောင်းမှုကုသိုလ်အများများပြုခဲ့တာကျမတို့ပြုခဲ့တာမဟုတ်လို့ပေါ့ဒါရှင်ပြီးတော့သိခွင့်ရမရဒါဖျားမို့လို့ပြစ်မထားဘူး။အော်ဒီလိုပါလားလို့သိရင်ကိုကလည်းအဲ့လိုကောင်းမှုကုသိုလ်တွေကိုအချံအယံနဲ့ပြုရင်မွေးရင်အချံအယံနဲ့လာတာပေါ့ဓမ္မမိတ်ဆွေများဒါလေးကထည့်ပြောတာပါ။အဲ့ဒီဒါအပြင်ဒီကပိလဝနေနန်းတော်ကြီးရဲ့အရှိအနောက်တောင်မြောက်မှာလေမြေကြီးတွေကနေပြီးတော့ရွှေအိုးကြီး၄လုံးပဲပေါ်လာတယ်။သူ့မိတာရှင်အသိဘဝမရောက်ခင်သူ့မိတာတထေးသားဘဝတွေကရှိတဲ့ပစ္စည်းတွေအကုန်လုံးစွန့်မခဲ့ဘူးလား။ဝတ္ထုဒါနတွေစွန့်တဲ့နေရာမှာစေတနာ၃တန်ပြဋ္ဌာန်းပြီးတော့စွန့်ခဲ့တဲ့အတွက်အဲ့ဒါတွေကအကျိုးပေးတယ်ဒီတဘဝလည်းမဟုတ်နော်ဘဝများစွာဝိတ္တန္တရာမင်းကြီးနောက်ဆုံးဘဝမှာဆိုရင်ဒါနပါရမီနဲ့အထွတ်အထိပ်ဖြည့်လားမဖြည့်ဘူးလားဝိတ္တန္တရာမင်းကြီးဘဝကြတော့စင်ပြူတော်ကြီးလာလှူလဲအလှူခံလဲလှူလိုက်တာပဲကနာနဲ့ဇာလူလာလှူခံလဲလှူတာပဲစသည်ဖြင့်အလှူအကြီးအကျယ်ပြုခဲ့တာဖြစ်တဲ့အတွက်ရွှေအိုးကြီး၄လုံးလဲလှူခြင်းတဲ့အခါလှူလို့ရအောင်ဆိုပြီးပေါ်လာတယ်ဒါအပြင်တောထဲမှာလဲဥရုဝေလတောထဲမှာလဲဘောဓိညောင်ပင်လေးမြတ်စွာဘုရားအလောင်းတော်ဘောဓိညံရမယ်ညောင်ပင်ဗုဒ္ဓဟေပင်လေးလဲပေါက်လာတဲ့အတွက်ဖွားဘက်တော်သည်တရိစ္ဆာန်နဲ့အပင်တွေပါတော်လဲဥနဲ့ပဲသုံးပါတယ်ဖះအလောင်းတော်သုံးပါဖြစ်တဲ့အတွက်ဒါကိုကျမတို့ကလင်္ကာလေးနဲ့ဆိုရင်အနောက်မှာပါထားပါတယ်ဒါတွေကထည့်ပြောရမယ်အပိုင်းဖြစ်တဲ့အတွက်စာမျက်နှာ9ဖွားဘက်တော်9ဦးကာလုရေတော်ညီတော်ဆန္နကန္တကသောနာဗုဒ္ဓဟေဖွားဘက်တော်မြတ်9ရက်မှတ်ကြမျိုးလေးတွေကိုဘေးမှာစလုံးမဲနဲ့ရေးထားတယ်အမျိုးလေးခုကလူရဲ့တရိစ္ဆာန်ရဲ့ရွှေအိုးရဲ့ညောင်ပင်လူဘယ်နှယောက်
တရိษံကဘာတရိษံလဲခြင်သိမဟုတ်ဘူးမြင်းဒါကြောင့်မြင်းတရိษံလို့တွဲရေးပေးထားတာမြင်းတရိษံကတကောင်ပေါ့ဟုတ်ရဲ့လားပြီးရင်ရွှေအိုးကလေးလုံးညောင်မင်းကတပင်ဒါကြောင့်တစ်ခေါက်ကြည့်ရအောင်ကာလူရေတော်ဒီရောစန္ဒကန္နကသောနာဘုဒ္ဓေပါရေတော်မြတ်ခွန်နေရဲ့မချမျိုးလေးကာလူအရှိပြောရင်ကာလူဓာယီအမတ်ဓာယီကဓာရွေးချာဓာရပလေလုံးတင်စံခါယီကာလူဓာယီမှတ်ထားအောင်နော်တော့ကြဓာယီကိုဘယ်လိုရေးရမှန်းမသိပဲဖြစ်နေမယ်ရတော်ဆိုရင်ရတော်ဒေယာဒေယာကဓာအုတ်ချိုက်နဲ့ရာကောင်နဲ့ရတော်ဒေယာညီတော်အာနန္ဒာစန္ဒလားစန္နလားခုနနားထဲမှာကြားတယ်စန္ဒကြားနေနငယ်နှလုံးစင့်နော်စန္နအမတ်ကန္တကကမြင်းသွန်နရဲ့အဓိပ္ပာယ်ကရွှေအိုးဗုဒ္ဓဟေဆိုတာဗောဓိဉာဏ်ရမယ်အပင်မို့လို့ဗုဒ္ဓဟေရရဲ့လားတော်တော်ကြာတလွဲမပြောနဲ့နော်ဟလာကာလူဓာယီမြင်းတို့လိုအမျိုးတွေရွဲတတ်တယ်နော်ကာကြီးချင်းစောပြီးတော့နော်ကာလူဓာကန္တကအမတ်တွေလည်းမှားတတ်တယ်နော်ကလေးတွေများစာမောစေရတော့လွဲချော်တွေလာတတ်တယ်ဓမ္မမိတ်ဆွေတို့ဆရာလုံးမဲ့သူတွေမလွဲချင်းနော်ကဲဒါဆိုရင်ဖွားဘက်တော်9ဦးဖွားမြင်နေဆိုတာဒီဖွားမြင်တာပြောရမှာပေါ့ပြီးတဲ့အခါမှာ16နှစ်ပြည့်ပြီခြုံလိုက်ကြဆိုဘုရားလောင်းတော်ဘဝမှာဘာပညာမှသင်စရာမရှိဘူးဖြစ်သွားတယ်ဟုတ်ပြီနော်ဒါကြောင့်ဘေးနာကသားသမီးတွေဟလာသုဒ္ဓနာမင်းကြီးကဖွားမြင်တဲ့အချိန်မှာခုနပြောသလိုသားတော်လေးကိုနာမည်ပေးတာတို့နော်ပရောဟိတ်ပုံနာတွေနဲ့နာမည်ပိတ်ပြီးတော့ဟလာလက္ခဏာတွေဖတ်စေတာတို့အဲ့ဒီမှာမှဟလာစကြဝဠာမင်းဖြစ်မယ်လို့လက္ခဏာဖတ်တဲ့သူဖျားစင်စစ်ဧကံဖြစ်မယ်လို့လက္ခဏာဖတ်တဲ့သူတွေကွဲတာတွေတော့အသေးစိတ်သိစေတော့နော်အဲ့ဒီမှာပရောဟိတ်ပုံနာကြီးတွေပိတ်တဲ့အထဲမှာဖျားစင်စစ်ဧကံဖြစ်မယ်လို့ဖြေတာကဂွန်ဒီညအမိရှိတဲ့ပုံငယ်လေးဟုတ်ပြီနော်ဖျားတော်၎င်းစကြဝဠာမင်းတော်၎င်းလို့ဖိတ်မှာဖတ်တာကကြတော့9ဦးဖြစ်တဲ့ပုံနာကြီး9ယောက်ဟုတ်ပြီနော်အဲ့ဒီတော့စကြဝဠာမင်းဖြစ်မယ်ဖျားတော်၎င်းဖြစ်မယ်မှာဖျားစင်စေဧကံဖြစ်တဲ့အခါမှာဘလိုတွေနမိတ်တွေမြင်ပြီးတော့လဲဆိုတော့ဂုဏညပုံနာလေးကသူအိုသူနာသူသေးယဟန်ဆိုတဲ့နမိတ်တွေမြင်မယ်လို့ပြောတဲ့အတွက်ဖာကမီးတော်သုဒ္ဓရဏမင်းကြီးကသူ့ရဲ့သားတော်ကိုစကြဝဠာမင်းမဖြစ်စေလို့စကြဝဠာမင်းပဲဖြစ်စေပြီးတော့ဖျားမဖြစ်စေခြင်းတဲ့အတွက်နန်းတော်ထဲမှာအိုတဲ့သူနာတဲ့သူသေတဲ့သူမရှိအောင်မိဘများအိုမင်းမစွမ်းဖြစ်လာနေပြီးတော့အပြင်ဘက်ကိုထားရတယ်နော်နေမကောင်းတဲ့သူတွေဆိုလဲနန်းနေပြီးတော့အပြင်မှာထားပြီးတော့လူတွေဆိုတာလဲမမြင်အောင်ထားပြီးတော့ကာယံပြီးတော့ဟလာအထက်တွေနဲ့ထားတယ်ထားပါစို့အဲ့တော့အဲ့ဒီကနေပြီးတော့ဟလာဘလောက်အထိနန်းဆန်ခိုင်းလဲဆိုရင်73နှစ်လုံးလို့နန်းဆန်ခိုင်းတဲ့အတွက်ဒီအချိန်မှာတက်တော်ကိုပြောပါဆိုရင်29ဖြစ်သွားတဲ့အတွက်ဒီနေရာမှာ68ကနေပြီးတော့29မှာဥယျာဉ်ကစားထွက်ရင်းနဲ့4လချားစီနတ်မြမာတွေကသူအိုသူသေးသူအိုသူနာသူသေးယဟန်ဆိုတဲ့ဟလာနမိတ်ကြီး၄ပါးကိုဖန်ဆင်းပြတယ်အဲ့ဒီသူအိုနူသူနာသူသေးယဟန်ဆိုတဲ့နမိတ်ကြီး၄ပါးမှာအိုခြင်းနာခြင်းသေခြင်းနဲ့ပတ်သက်ပြီးတော့သူ့မိတာရှင်သေဘဝတွေကတန်ဝေကညံရပြီးတော့တောထွက်ခဲ့တာပဲမဟုတ်ဘူးလားဒီလေးသိခြင်းနဲ့ကဘာတသိန်းလုံးမှာလဲသမင်တစ်ချောင်းဖြူလာရင်ပဲအိုလာတေအိုလာပြီတေမင်းအလံစိုက်ချေဖို့ဆိုပြီးတော့တရားဓမ္မတွေကျင့်နေတာဖြစ်တဲ့အတွက်ကြောင့်အိုခြင်းနာခြင်းသေခြင်းတွေကိုတန်ဝေကရပြီးတော့အိုလာရှိရင်မအိုရာရှိရမယ်နာရာရှိရင်မနာရာရှိရမယ်သေရာရှိရင်မသေရာရှိရမယ်ဆိုတော့တွေးတောခဲ့တာတွေကဒါပြန်ထောက်ပြုတဲ့အတွက်ကြောင့်နမိတ်ကြီး၄ပါးမှာတန်ဝေကနမိတ်ကြီး3ပါးဟုတ်ပြီနော်တန်ဝေကနမိတ်ကြီး3ပါးပြောပါဆိုရင်သူအိုသူနာသူသေးပဒါနနမိတ်ကြီးကိုပြောပါဆိုရင်ယဟန်အိုနာသေးကလွတ်ဖို့ဆိုရင်ယဟန်ပြုရမယ်ဆိုတာသိတဲ့အတွက်အဲ့ဒီနေ့ပဲတောထွက်ဖို့လုံးမလို့လုပ်ပြီပေါ့ဒါဆိုရင်ဒီ29နှစ်အရွယ်မှာနမိတ်ကြီးဘယ်နှပါမြင်တယ်လဲ၄ပါဒါကြောင့်ဒီနေရာမှာ29နှစ်ပြည့်တဲ့အချိန်မှာနမိတ်ကြီး၄ပါမြင်ပုံဒါလေးကိုထည့်ပြောရမယ်နမိတ်ကြီး
4ပါးဟုတ်ပါလားနမိတ်ကြီး4ပါးမှာတန်ဝေကနမိတ်ကြီးက3ပါးဒီတန်ဝေကလွတ်ရမယ်ဗဒါနနမိတ်ကြီးက1ပါးဒါလေးကိုပြောပြတတ်ရမယ်အဲ့ဒီတော့အဲ့ဒီမှာပဲနောက်ဆုံးယဟန်ဆိုတဲ့နမိတ်ကြီးမြင်တဲ့အချိန်သူ့အိုနမိတ်ကြီးက4လအကြာအဲ့ဒီကနေပြီးတော့မြင်လာတော့ဥယျာဉ်ကစားကိုပြီးပြည့်စုံအောင်မသွားဘဲနဲ့ပြန်လာတယ်ဖခမီးတော်ကတိလဲတိရောပို့ပြီးတိုးပြီးတော့ပျော်မွေ့အောင်ထားတယ်နမကြီး3ဆောင်စသည်ပြထားတယ်အများကြီးပဲမပြောတော့ဘူးအဲ့ဒီကနေပြီးတော့နောက်ဆုံးဗဒါနနမိတ်ကြီးမြင်တော့ဒီကနေ့ပဲတောထွက်မယ်လို့ဆုံးဖြတ်တဲ့နေ့မှာပဲသားတော်လေးရာဟုလားဖွားမြင်တယ်အဲ့တော့မေးခွန်းတွေကဗာမေးလို့ရလဲဆိုရင်ဖွားဘက်တော်9ဦးနဲ့မွေးနေ့တွေဒီကနေမေးလို့မရဘူးလားဖယားလောင်းတော်မွေးနေ့လို့မေးတဲ့အချိန်မှာရတော်တရားမင်းသမီးလေးရဲ့မွေးနေ့ပြောပါဆိုလဲဒါပဲဟလာကနကမြင်းကြီးမြင်းလေးရဲ့မွေးနေ့ဆိုဟဲ့မြင်းမွေးနေ့များကလာမေးတယ်ဘလို့သိမလဲမဖြေရဘူးမြင်းမွေးနေ့လည်းသိလို့မရဘူးလားဖွားဘက်တော်ဗောဓိညောင်မင်းပောက်တဲ့နေ့ရောဒီနေရာဒီဒါဗုဒ္ဓဘာသာဝင်ကောင်းတယောက်ကဒါတွေပြောနေရတယ်ဖွားဘက်တော်9ဦးဒီနေ့မဟုတ်ဘူးလားဒါကသားတော်လေးရာဟုလာမွေးတဲ့နေ့ဆိုရင်ဒီဟာပြောရတော့မှာပေါ့အဲ့တော့တောထွက်မဲ့နေ့မှာသားတော်လေးရာဟုလာဖွားတဲ့အတွက်တောထွက်တော်မူမဲ့နေ့ကိုတွက်ချီဝါဆိုလာပြေတော့ဟုတ်သွားပြီခုနှစ်နဲ့ပြောရင်68ထဲကို29ပေါင်းလိုက်ရမှာပေါ့68ကို29ပေါင်းလိုက်တော့60နဲ့ခွန်ဝါဆိုလာပြေတနင်္လာနေ့ဖြစ်တဲ့အတွက်ကြောင့်သားတော်လေးရာဟုလာရဲ့မွေးနေ့ကိုပြောပါဆိုရင်ရောမဟာတက္ကရီ60ခွန်ဝါဆိုလာပြေတနင်္လာနေ့လို့ပြောလို့ရသွားပြီရမယ်နော်အဲ့ဒီကနေပြီးတော့ဒုက္ခရစရိယဘယ်နှစ်ကျင့်လဲ6နှစ်ကျင့်လိုက်တယ်ဆိုတော့အဲ့ဒီမှာတောထွက်ပြီးလို့ရှိရင်အာလာယနဲ့ဥဒကယတိစီရောက်တယ်ဇံဘိညာဉ်နေအကျင့်နေကျင့်တယ်အိုနာသေးကမလွတ်တဲ့အတွက်အိုနာသေးကမလွတ်တဲ့အတွက်ဒီအကျင့်ကိုပယ်လိုက်တယ်เนาะပယ်လိုက်ပြီးတဲ့အခါကြတော့ခဏလေးနည်းနည်းဆက်ယူမယ်เนาะအချိန်အတိပဲဒီပါမိတ်ဆွေတို့ကကျွန်မလည်းမြင်နေတယ်ဒါလေးနှခမ်းတက်ချင်လို့เนาะဒီနေရာမှာအဲ့တော့ဒီအကျင့်ကိုပယ်လိုက်တယ်ပယ်ပြီးရေဒုက္ခရစရိယဒုက္ခစရိယလို့ရောတတ်ကြတယ်တကယ်တော့ဒုက္ခရပြုနိုင်ခဲ့တဲ့ခဲရင်းတဲ့အကျင့်เนาะဒုက္ခဆင်းရဲတာမဟုတ်ဘူးဒုက္ခရစရိယအကျင့်ကိုဘယ်နှစ်ကျင့်လဲ6နှစ်တိုင်ကျင့်တယ်ကျင့်တဲ့အတွက်ခန္ဓာကိုယ်နှိမ့်ဆက်ညှဉ်းပန်းတဲ့အကျင့်ကိုသူမတူအောင်ကျင့်တာဒီလမ်းမှန်မဟုတ်လို့သိတဲ့အတွက်ကြောင့်စွန့်ပယ်ပြီးတော့အလေကောင်ဟလာခန္ဓာကိုယ်အလိုလိုက်တာမျိုးလည်းမဖြစ်ရဘူးဟလာခန္ဓာကိုယ်ကိုနှိမ့်ဆက်တာလည်းမဖြစ်တဲ့မဇ္ဈိမပရိပဒါအကျင့်ကိုကျင့်တယ်ဒီအကျင့်ဒီအကျင့်မှန်မဟုတ်နော်အကျင့်မှားဒါကြောင့်ဒီ6နှစ်ကိုထည့်ပေါင်းလိုက်ပြီးတော့60ခွန်မှာ6နှစ်ပေါင်းလိုက်တော့103ဖြစ်သွားတယ်103မှာဟလာမဟာတက္ကရီ103ကစုံလာပြည့်ဗုဒ္ဓအဖြစ်ကိုရောက်တဲ့အတွက်ဗုဒ္ဓဟူနေတိုက်ဆိုင်တာပါဟုတ်ပြီနော်ဗုဒ္ဓဟူနေဒါကြောင့်ဗုဒ္ဓဟူနေမှာရှိကြတယ်မွေးကြတဲ့သူတွေအကုန်လုံးဖျားဖြစ်တဲ့နေ့မှာမွေးတာရဲ့ခလေးတွေအဲ့လိုပြောလို့ရလားမရဘူးလားအဲ့တော့အဲ့ဒီလိုဖျားဖြစ်ကိုရောက်ပြီးတော့အဲ့ဒီအချိန်မှာဘလောက်ကြာတဲ့ဟာလာဒီနေရာမှာဖျားဖြစ်ကိုရောက်ပြီးတော့တရားဥဟောတာလေမဟာတက္ကရီ103ဘယ်နေ့မှာဟောလဲဆိုတော့စနေနေ့မှာဟောတယ်ဟုတ်ပြီနော်အဲ့ဒီအချိန်မှာဟောပြီးတော့တက်တော်ကိုကြည့်လိုက်တော့ဒီမှာ29ဟုတ်ပြီနော်6နှစ်ဒါဆိုဖျားဖြစ်ကိုရောက်တဲ့အချိန်မှာကျေးဇူးတော်ရှင်မြတ်စွာဘုရားရဲ့တက်တော်ကိုကြည့်ကျမတို့35နှစ်အရွယ်မှာဘာတွေလုပ်နေခဲ့သလဲကြည့်လို့ရတယ်ဟလာမြတ်စွာဘုရားတော့35နှစ်အရွယ်မှာဖျားတော်ဖြစ်သွားပြီဟုတ်ပြီနော်35နှစ်တရားတန်းမှာပွင့်တဲ့အတွက်ဘယ်မှာပြိဋိဘံဆံရမလဲဆိုရင်တက်တော်80မှာပြိဋိဘံဆံမယ်ဆိုတော့ဖျားဖြစ်တာ35တက်တော်80မှာပြိဋိဘံဆံရမယ်ဆိုတော့တရားစဟောတဲ့အချိန်ကနေပြီးတော့ပြိဋိဘံဆံတဲ့ဂျားမှာဘယ်လောက်ကြာလဲ45ဝါဖြစ်တော့103နဲ့မှာ45ထည့်ပေါင်းတော့148အင်္ဂါနေ့မှာပြိဋိဘံစံပါတယ်လို့သိထားရမယ်ဟုတ်ပြီနော်အဲ့တော့ဒီကနေ့ခဏလောက်ရမ်းမယ်မဖြတ်နဲ့